ဘုံဘုံတို့ဗာတရားဟောဖို့စီစဉ်ထားလဲဆိုတော့ဓမ္မပဒပါဠိတော်သဟတဝတ်မှာလာရှိတဲ့ကုန္ဒလကေတိထေရီဝတ္ထုဆိုတာကိုဟောဖို့စဉ်းစားထားပါတယ်နော်မြတ်စွာဘုရားလက်ထက်ကအဲ့ဒီကုန္ဒလကေတိထေရီမကိုအကြောင်းပြုပြီးတော့ဂါထာတော်နှစ်ပုဒ်မြတ်စွာဘုရားဟောထားတာရှိတယ်အဓိကပြောရင်တာကအဲ့ဒီဂါထာနှစ်ပုဒ်ကိုပြောချင်တာပါကုန္ဒလကေတိအကြောင်းကတော့ပြောရရင်လည်းသူကရှည်တယ်ပေါ့နော်လူရွယ်ချက်နဲ့ဒီတရားဂါထာလေးနှစ်ပုဒ်ကိုဘုံဘုံတို့ပြောဖို့စိတ်ကူးရလဲဆိုတော့တရားဓမ္မတို့ဘုံဘုံတို့တွေဟာဘဝမှာနေကြထိုင်ကြတဲ့အခါမှာအရေးကြီးတာနှစ်ခုရှိတယ်လို့ဘုံဘုံစဉ်းစားမိတယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့စကားနဲ့ပတ်သက်ပြီးတော့နော်ကိုယ်နှုတ်ကထွက်သွားတဲ့စကားကိုယ်နားထဲကိုရောက်လာတဲ့စကားဒါတွေကဘုံဘုံတို့ဟာလူမှုအတိုင်းဝိုင်းထဲမှာနေကြရတာဆိုတော့အနည်းဆုံးတော့ကိုမိသားစုလေးနဲ့ကိုယ်အတိုင်းဝိုင်းလေးနဲ့ကိုနေကြရတာဆိုတော့ဒီစကားပြောရတဲ့ကိစ္စစကားနားထောင်ရတဲ့ကိစ္စကဘလို့မှရှောင်လို့မရဝစီကံနော်စကားနဲ့ပတ်သက်ပြီးတော့ပြောတဲ့အပိုင်းနေနဲ့အရေးကြီးတာလို့နားလည်ထားလို့မပြည့်စုံဘူးနားထောင်ရတဲ့အပိုင်းမှာလည်းပဲအရေးကြီးတယ်ဆိုတာကိုတွေးမိရမယ်ပေါ့နော်အဲ့တော့အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့အယုတ်အမြတ်ကိုမြတ်စွာဘုရားဘလို့ခွဲခြမ်းပြသလဲဒါလေးကိုပထမပိုင်းပြောခြင်းကိုနှုတ်ကထွက်သွားတဲ့စကားတစ်ခွန်းကိုနားထဲကိုရောက်လာတဲ့စကားတစ်ခွန်းယုံညံ့သလားမြင့်မြတ်သလားအဲ့ဒီယုံညံ့မှုမြင့်မြတ်မှုကိုဘုံဘုံတို့ဘာကိုကြည့်ပြီးတော့ဆုံးဖြတ်မလဲအယုတ်အမြတ်ပေါ့နော်ဒီဝစီကံဆိုတာကပြောရတဲ့အပိုင်းရောနားထောင်ရတဲ့အပိုင်းရောဘလို့မှဘုံဘုံတို့ဘဝမှာရှောင်လို့မရဘူးပြောနေကြရတယ်နားထောင်နေကြရတယ်ဒါကြောင့်ဘဝမှာအလွန်အရေးပါတဲ့အစိတ်အပိုင်းကြီးတစ်ခုပေါ့နော်ဒီစကားပြောတာနဲ့ပတ်သက်ပြီးတော့ပဲဒီစကားကိုကြားရတာနဲ့ပတ်သက်ပြီးတော့ပဲဘုံဘုံတို့ဘဝမှာအမျိုးမျိုးဖြစ်နေကြတာအကောင်ဆိုးဆင်းရဲချမ်းသာဟုတ်လားဒါဘလို့စကားမျိုးကိုမြတ်စွာဘုရားကယုံညံ့တယ်ဘလို့စကားမျိုးကိုမြတ်စွာဘုရားမြင့်မြတ်တယ်လို့ပြောတယ်လေဏိဒန်းအနေနဲ့အနှစ်ချုပ်ပြောရရင်မမောမှုလောဘမကျေနပ်မှုဒေါသအမှန်မသိမှုမောဟတရားတွေကိုငြိမ်းသွားစေနိုင်တဲ့စကားမျိုးကိုမြင့်မြတ်တယ်လို့သတ်မှတ်တယ်ဟုတ်လားအလိုဆန္ဒတွေကိုတိုးသွားစေတဲ့မကျေနပ်မှုတွေကိုတိုးသွားစေတဲ့အမှန်မသိမှုမိုက်မဲမှုကနေရုံးမထွက်နိုင်မဲနဲ့အမှန်မသိမှုမိုက်မဲမှုတွေကိုသာလေတိုးပွားသွားစေမယ်စကားမျိုးကိုတော့ယုံညံ့တယ်လို့ဒီလိုမြတ်စွာဘုရားသတ်မှတ်ပေးတယ်ကိုယ့်ရဲ့စိတ်နှလုံးမှာတောက်လောင်နေတဲ့လောဘဒေါသမောဟမီးကိုညှိမ့်သက်ပေးနိုင်တဲ့စကားမျိုးဆိုရင်မြင့်မြတ်တယ်လောဘဒေါသမောဟမီးကိုညှိမ့်သက်မပေးနိုင်မဲနဲ့မီးလောင်ရလေပင့်လောဘဒေါသမောဟတွေကိုသာတိုးပွားလာစေတဲ့စကားမျိုးဆိုရင်တော့ဒါပါတော့ယုံညံ့တယ်ဘလို့မှရှောင်လို့မရတဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့စကားနဲ့ပတ်သက်ပြီးတော့အယုတ်အမြတ်ကိုအဲ့လိုလေးဘုံဘုံတို့အခြေခံကြကြနားလည်ထားရမယ်ပေါ့နော်ဒါတစ်ပိုင်းနောက်တစ်ပိုင်းကဘာပြောချင်ဆိုအရှုံးအနိုင်သူလည်းပဲဘဝမှာအလွန်အရေးပါတဲ့အကြောင်းအရာတစ်ခုပဲနော်ဘဝမှာအရှုံးအနိုင်အရှုံးသမားလားအောင်မြင်မှုရတဲ့လူလားဘုံဘုံတို့တွေဟာတိတတ်တဲ့အရွယ်ကစပြီးတော့အောင်မြင်ခြင်းနဲ့အဆင်ပြေခြင်းနဲ့လူချင်းရှင်လိုက်ရင်လည်းပဲသူ့ထက်မသာအောင်တောင်မှသူ့အောက်တော့မကြခြင်းဘူးဆိုတဲ့စိတ်ကလေးတွေရှိတယ်ပေါ့နော်အချင်းချင်းအနိုင်ရခြင်းနဲ့အသာရခြင်းနဲ့ဟုတ်လားနောက်ဘုံဘုံတို့ဒီအရှုံးအနိုင်ဆိုတဲ့ဥစ္စာကတယောက်ကိုတယောက်နိုင်တာတဲ့ရှုံးမသွားဘူးမြတ်သွားခြင်းနဲ့ဈေးစကားနဲ့ပြောရရင်အမျက်ရခြင်းနဲ့
အနိုင်ဆိုတဲ့စကားကအမျက်ကိုလည်းပဲရည်ညွှန်းတာရှိသေးတယ်ဟုတ်လားအဲ့လိုအရှုံးအနိုင်အောင်မြင်ခြင်းမအောင်မြင်ခြင်းဒါလည်းပဲဘဝမှာနော်တွေးတတ်တဲ့ဉာဏ်ရှိတဲ့လူတိုင်းအတွက်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုပေါ့နော်အဲ့ဒါမြတ်စွာဘုရားရဲ့အလိုတော်ကြောင့်ဘာကိုနိုင်တဲ့အနိုင်ဟာအကောင်းဆုံးအနိုင်လေဟုတ်လားဘာကိုရှုံးတဲ့အရှုံးဟာအထိကိစ္စဆုံးအရှုံးလေဘလို့လူမျိုးဟာအရှုံးသမားလေဘလို့လူမျိုးဟာအောင်မြင်မှုရတဲ့လူလေအဲ့ဒါလေးကိုလည်းပဲအခြေခံကြကြမြတ်စွာဘုရားဟောထားတယ်အဲ့ဒါလူရင်းလေးတရားဏိဒန်းထဲမှာတရားစနာခြင်းအနှစ်သာရရှိလေးမှတ်မိအောင်နော်ဘလို့အနိုင်ရတဲ့လူကိုအောင်မြင်မှုရှိတဲ့လူနော်ဘလို့လူကိုအရှုံးသမားလို့ခေါ်မလဲအဲ့ဒါမြတ်စွာဘုရားကကိုယ့်ရဲ့ဒီအတွင်းတန်တာမှာကိုယ့်ကိုတကယ်ဒုက္ခပေးမဲ့ကိုယ့်ရဲ့ရန်သူအစစ်ဖြစ်တဲ့လောဘဒေါသမောဟတရားတွေကိုနော်ပယ်တတ်နိုင်တဲ့ပုဂ္ဂိုလ်ကိုအောင်မြင်မှုရတဲ့ပုဂ္ဂိုလ်နော်အောင်မြင်မှုတကအောင်မြင်မှုထဲမှာကိုယ့်ကိုနှိပ်စက်မဲ့ကိုယ့်ရဲ့ရန်သူအစစ်ကိုအောင်မြင်မှုရခြင်းကတည်တာလေကိုယ့်အတွက်အကြီးမားဆုံးသောအောင်မြင်မှုဖြစ်တယ်ဟုတ်လားအဲ့တော့အဲ့ဒီစကားလေးကိုဘုံဘုံတို့စဉ်းစားကြည့်ရင်ကိုယ့်ရဲ့လောဘဒေါသမောဟကိုမပယ်တတ်နိုင်ဘူးနော်လောဘဒေါသမောဟတွေပဲကြီးထွားနေတယ်လောဘဒေါသကိုအနိုင်မယူနိုင်ဘူးလောဘဖြစ်ခွင့်ကြုံတိုင်းလောဘဖြစ်တယ်ဒေါသဖြစ်ခွင့်ကြုံတိုင်းဒေါသဖြစ်တယ်သိအောင်မြင်အောင်လည်းဘာမှမကြိုးစားဘဲနဲ့ပမာဒဆိုတဲ့မေးလို့မှုတွေလွှမ်းမိုးပြီးတော့မသိမှုနဲ့ပဲနေမယ်ဆိုရင်တော့ဒါကအရှုံးသမားနော်စီဝါရေးရလူမှုရေးရပညာရေးရအစသအရာရာဘက်ပေါင်းစုံကနေလူတွေဟာအောင်မြင်မှုကိုရကျင်ကြတယ်သူများထက်သာကျင်ကြတယ်ဟုတ်လားအဲ့ဒါတွေဟာတကယ်ကိုယ့်ရဲ့အတွင်းတန်တန်မှာကိုယ့်ကိုတကယ်နှိပ်စက်မဲ့ကိုယ့်ကိုတကယ်ဒုက္ခပေးမဲ့လောဘဒေါသမောဟရဲ့အပေါ်မှာအောင်မြင်မှုရခြင်းမရခြင်းလောက်အရေးမပါဘူးပေါ့နော်ဒီဘဝမှာအရေးပါတဲ့အောင်မြင်မှုအရေးပါတဲ့ရှုံးနိမ့်မှုကဘာလဲလို့မေးရင်လောဘဒေါသမောဟကိုအောင်မြင်ခြင်းနဲ့လောဘဒေါသမောဟကိုရှုံးနိမ့်သွားခြင်းပေါ့ဒါကြောင့်ဒီကနေ့တရားကအကျဉ်းမြင်2မျိုးမှတ်ရမယ်နော်စကားနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့ရှောင်မရတဲ့အမြဲတမ်းတွေ့နေကြုံနေရတဲ့ဘဝရဲ့အရေးပါတဲ့အစိတ်အပိုင်းစကားနဲ့ပတ်သက်ပြီးတော့အယုတ်အမြတ်ဆိုတာလေးကိုဘုံဘုံတို့ပြောကြမယ်နော်ပြီးတော့အရှုံးအနိုင်ဘဝမှာလူတိုင်းနော်အလေးထားပြီးတော့စဉ်းစားကြတဲ့အရှုံးအနိုင်နော်ဘာကအရှုံးလဲဘာကအနိုင်လဲဆိုတာလေးအရေးအပါဆုံးအရှုံးနဲ့အရေးအပါဆုံးအနိုင်ပေါ့နော်တာမန်အရှုံးအနိုင်တွေကိုတော့သိပြီးတော့မပြောတော့ပါဘူးဟုတ်လားအဲ့ဒီလိုမျိုးစကားနဲ့ပတ်သက်ပြီးတော့အယုတ်အမြတ်နော်အရေးပါတဲ့အရှုံးနိုင်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီကုဏလကီတိကိုအကြောင်းပြုပြီးတော့ဂါထာလေး2ပုဒ်ဟောထားတယ်အဲ့ဒီဂါထာလေး2ပုဒ်ကပဲအခုပြောခဲ့တဲ့တန်ဖိုးရှိတဲ့အသိအမြင်တွေကိုထွန်းပြပေးတယ်ပေါ့ဟုတ်လားအဲ့တော့ဒီနေ့မှာဒီဂါထာလေး2ပုဒ်ကိုမပြောသေးခင်မှာဒီဂါထာလေး2ပုဒ်ဘာကြောင့်ဟောရတယ်လဲဆိုတဲ့ကုဏလကီတိရဲ့အကြောင်းလေးကိုအကျဉ်းမြင့်လေးတော့သူကပြောမှဂါထာ2ပုဒ်ကလည်းပို့ပြီးတော့ဆက်ဆက်မှုရှိတာပေါ့နော်ဒီကုဏလကီတိဖြစ်လာမဲ့အမျိုးသမီးလေးကရာဇဂိုမျိုးကအလွန်ချမ်းသာတဲ့တထေးသမီးတစ်ယောက်သူအကြောင်းအရာလေးကနော်တရားနာမှုတွေရှိကြတဲ့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့အကျဉ်းမြင့်တော့ကြားဖို့ထားကြပြီးသားအရွယ်ရောက်လာတဲ့အခါကျတော့မိဘတွေကနော်သမီးတစ်ကောင်နွားတစ်ထောင်ဟုတ်လားထိမ့်သိမ်းရခက်တယ်ဆိုပြီးတော့ဘုံ9ဆင့်ရှိတဲ့ပြတ်သက်ပေါ်တင်ထားတာအဲ့လိုခွဲခြားပြီးတော့ထားကမှပို့ဆိုးသွားတယ်နော်အရွယ်ရှိတဲ့တခိုးတစ်ယောက်ကိုသေတံပေးဖို့ဆိုပြီးတော့အာနာပကသားတွေကနော်လမ်းမကနေပြီးတော့အခမ်းအနားနဲ့တခါတည်းဆွဲထုတ်လာကြတာအဲ့ဒီတခိုးကိုမြင်ပြီးတော့ကြိုက်တယ်မရရင်သေမယ်လို့ဖြစ်တယ်တော့သမီးအသေးမခံနိုင်တဲ့အခါကျတော့ဆိုင်ရာလက်ထိုးပြီးတော့အဲ့ဒီတခိုးကိုအိမ်ခေါ်လာပြီးသမီးနဲ့ပေးစားရတယ်နော်တခိုးဖြစ်တဲ့လူကလည်းအလွန်ယုံညံ့တဲ့လူတကယ်ဆိုငါရဲ့အသက်သခင်ကျေးဇူးရှင်တတိသမီးအသင်ပြေပြီလို့ तू ကအဲ့လိုမတွက်ဘူးလူစိတ်ဆိုတာလည်းခက်တယ်နော်တကယ်ဆိုရင်တွေးကြည့်ဒီပြင်လူတယောက်အနေနဲ့ကြည့်မယ်ဆိုရင်ဒါကဘဝကိုပြောင်းသွားတာအဆင်ပြေပြီလေတတိသမီးတယောက်ရဟုတ်လားအသက်ခံရမဲ့ဘေးကနေလွတ်ပြီးတော့တတိသမီးရဒီတိုင်းနေလိုက်ဖို့ပဲဒါပေမဲ့ဒီတိုင်းမနေနိုင်ဘူးစိတ်ရဲ့လိုအင်တွေကအ
အဲ့ဒါကိုတွေးကြည့်ရင်လည်းပဲအလွန်စမ်းကြယ်ပါလားအလွန်ရှုပ်ထွေးပါလားလို့လည်းသိရတယ်သူကတခိုးဆိုတော့ခိုးပဲခိုးခြင်းနေတာခိုးခြင်းတဲ့စိတ်ကမဟုတ်တာလုပ်ခြင်းတဲ့စိတ်ကပါလာတဲ့အခါကျတော့မဟုတ်တာလုပ်ရမှပဲပျော်တာဟုတ်တာကို तू မပျော်ဘူးအစဉ်ပြေတာကို तू မကြိုက်ဘူးဒီလိုပဲပြေဟာလွှာဟာနဲ့အသက်ဘေးဟုတ်လားလူရက်ပြီးတော့ဒီလိုကြမ်းကြမ်းထန်ထန်ရှင်သန်နေရတာကိုပဲ तू ကသဘောကျအဲ့ဒါနဲ့အကြံမျိုးမျိုးထုတ်ပြီးတော့နော်ဒီတတိသမီးတက်ပြီးတော့တတိသမီးရဲ့ဥစ္စာပစ္စည်းတွေယူမယ်ဆိုတဲ့စိတ်ကူးနဲ့ဒါလူတွေကြားဥပါတယ်ဟုတ်လားငါရဲ့အသက်ကမင်းကယ်လို့လွတ်တာမဟုတ်ဘူးတောင်ဆောင်တက်ကြီးကကယ်လို့လွတ်တာအဲ့တော့တောင်ဆောင်တက်ကြီးကိုလည်းငါဂတိကိုပြုထားတာရှိတယ်အသက်ဘေးကနေပြီးတော့လွတ်အောင်ကယ်ပေးပါလွတ်ခဲ့လို့ရှိရင်လာပြီးတော့ကြောပါမယ်ပူဇော်ပါမယ်ပတတ်ပါမယ်ဒီလိုကိုဟုတ်လားအဲ့ဒါလိုနဲ့တခါတည်းတတိသမီးကလည်းပဲသူကလည်းအလွန်ချစ်နေတာဆိုတော့ဘာမှမမြင်နိုင်ဘူးဟုတ်ထင်ပြီးတော့လိုက်သွားအဲလက်ဝက်လက်စားတွေအကောင်းဆုံးတန်ဖိုးရှိဆုံးဆိုတာတွေမင်းဝတ်ခဲ့ဆိုတော့အကုန်လုံးဝတ်စားသွားတာပေါ့နော်အဲ့ဒါဟိုရောက်တော့တောင်ပေါ်တက်မယ်ဆိုတဲ့အခါကျတော့နောက်လိုက်ငယ်သားတွေဘယ်သူမှမခေါ်ခဲ့ရဘူးသူ့လုပ်ငန်းမအောင်မြင်ပါဆိုလို့ဟုတ်လားအဲ့ဒီတောင်ထိပ်ရောက်ပြီဆိုတော့မှအဲ့ဒီတောင်ကနော်ဒီဘက်ကတော့တက်သွားတော့ပြေပဲဟိုဘက်ကျတော့သူကကြောက်ကဘာပေါ့နော်တခိုးတွေကိုစီရင်တဲ့တောင်ပေါ့တောင်ပေါ်ကနေတွန်းချအောက်ကကြောက်စွန်ကြောက်ဖြတ်တွေနဲ့နော်တိုက်မိခိုက်မိပြီးတော့အကုန်အပိုင်းပိုင်းပြက်ပြီးတော့သေအောင်တွန်းချတဲ့အဆုံးစီရင်တဲ့တောင်ဖြစ်နေအဲ့ဒါနဲ့တတိသမီးကိုတတ်မယ်မင်းပစ္စည်းတွေကိုယူတော့မယ်ဆိုတော့အံ့ဩသွားတာပေါ့နော်ကိုဘွားကြီးခုလုံးတောင်ပေးထားတာဥစ္စာပစ္စည်းမြန်ပြောနေစရာလိုသေးလားဒါသူဟာပဲလို့ပြောတော့မဟုတ်ဘူးတဲ့ငါဥစ္စာရှင်ကိုမတတ်ဖဲနဲ့ဥစ္စာကိုမယူဘူးပေါ့ဂိုင်းဘလောက်ဆိုတော့လူကအဲ့ဒီမှာတတိသမီးကနော် तू မိုက်ခဲ့တာတွေကိုအကုန်လုံးရှင်းရှင်းလင်းလင်းသိသွားတယ်နော်အမိုက်ပြေးသွားပြီလင်းသွားပြီဆိုတော့လည်းပဲဘယ်လန်းရှောက်ရမလဲဘာလုပ်ရမလဲဆိုတာတခါတည်းအဖြေကပေါ်သွားတယ်ဟုတ်လားအဲ့ဒါနဲ့ तू ကလည်းပြောင်းလဲသွားပြီနော်လူကတော့ဒီတိုင်းကြီးမပြောင်းလဲဘူးပဲဘေးမှာဟုတ်လားဒါပေမဲ့စိတ်ကဘာဖြစ်သွားတော့လုံးဝပြောင်းသွားပြီဟုတ်လား तू ဘာလုပ်ရမလဲဆိုတာသိသွားပြီဟိုတရားသဘောလေးနဲ့ပြောရရင်အဝိဇ္ဇာနေရာမှာဝိဇ္ဇာရောက်လာဟုတ်လားနားလေသွားတယ်နားလေသွားတော့အကုန်ပြောင်းသွားတယ်အဲ့ဒါနဲ့ဘယ်လိုလုပ်ရမလဲဆိုတဲ့လုပ်ငန်းစဉ်ကိုပါ तू မြင်တယ်သိတယ်အဲ့လိုဆိုရင်လေတတ်တာတော့တတ်ပေါ့ဒါပေမဲ့လို့တေဂာနီးလေးမှာတော့လက်ရရစ်ပြီးတော့၃ချိန်လောက်တော့နော်လှည့်ပတ်ပြီးတော့ရှ िख ိုးပရစီအိုးလက်ဥကလေးချီပြီးတော့ပတ်ဟိုကလည်းအဟုတ်မှန်တယ်ဟုတ်လားအဲ့ဒါ၂ချိန်လောက်ပတ်ပြီးတော့နောက်တစ်ချိန်ကျတော့ခြေတော်နှချောင်းကနေဆွဲတော့ခါတည်းတွန်းချလိုက်အောက်တခိုးကတေရောအကြားဘူးတယ်နော်အဲ့ဒီချိန်မှာတောင်ဆောင်တက်ကအရာခတ်သိမ်းယောက်ျားတွေသာဉာဏ်ရှိတာမဟုတ်ဘူးမိန်းမတွေလည်းဉာဏ်ရှိတာပဲချီတောင်ချီကျူးတယ်နော်ဒါပေမဲ့သူ့ရဲ့ဘဝအလှည့်ပြောင်းကသူအိမ်မပြန်ကျင်တော့ဘူးနော်မိဘတွေရဲ့မျက်နှာအိုးမဲတုပ်ဟုတ်လားဒီတခိုးရခြင်းလှပါခြင်းဆိုယူပေးအခုတခိုးတတ်ခဲ့ပြီဆိုတော့သူ့ဘဝကြီးကရှုပ်ထွေးလွန်းတယ်ပေါ့အဲ့ဒါဘဝကိုအစ်စ်ကပြန်စခြင်းတယ်ဘလို့စမလို့ချီဦးတွေကသွားတာပဲဒါပေမဲ့လမ်းမှာတော့သူကဒီစေတနာတွေဝတ်စားထားတယ်ဒီအကုန်လုံးကိုကြိုက်တဲ့လူယူဆိုပြီးတော့ထုတ်ပြီးတော့သပင်ချိတ်ထားခဲ့တယ်အဲ့တော့ဘယ်ရောက်သွားတော့ဆိုတော့အဲ့ဒီပထမမတွေနော်နေတဲ့နေရာကိုရောက်သွားတယ်ပြောရလို့ရှိရင်တော့ဒါသူတော်ကောင်းလုံမယ်ဆိုတဲ့စိတ်ကူးပါပဲဟုတ်လားသူတော်ကောင်းလုံမယ်ဆိုတဲ့စိတ်ကူးဒါပေမဲ့မြတ်စွာဘုရားသာသနာရောက်သွားတာမဟုတ်ဘူးနော်အဲ့ဒါနဲ့တူတူပြောကြပါစို့နောက်တော့သူကအဲ့ဒီပထမမတွေရဲ့အကြောင်းမှာနော်သူတို့တက်တဲ့ဝါဒတွေအကုန်တက်လို့ညာလည်းထက်မြက်တဲ့အခါကျတော့ဟုတ်လားသူကဇဗုသပြေကက်ကိုကင်ပြီးတော့ဝါဒပြိုင်သူနဲ့ပြိုင်တဲ့လူအကုန်လုံးရှုံးရတယ်သူကပဲနိုင်တယ်သူ့ကိုလှန်နိုင်တဲ့လူမရှိဘူးနောက်တော့ရှင်သာရိပုတ္တရာနဲ့တွေ့တဲ့အခါကျတော့သူရှုံးသွားတယ်ဆိုကြပါစို့ရှုံးတော့ရှင်ဘုရားတက်တဲ့ဝါဒတွေကိုတပည့်တော်သင်ပါဆိုတော့ငါတို့လိုမင်းအသွင်အပြင်ကိုယူနိုင်လို့ရှိရင်သင်ပေးမယ်ဆိုတော့ဒါရှင်သာရိပုတ္တရာကသူ့ကိုဘိက္ခုနီမတွေလက်ကိုအပ်ပြီးတော့ဘိက္ခုနီမလေးဝတ်ပေးလိုက်တယ်ဆိုကြပါစို့အဲ့မကြခင်မှာပဲသူဘာဖြစ်သွားဆိုယဟန္တာဖြစ်သွားတယ်2 ရက် 3 ရက်အတွင်းယဟန္တာဖြစ်တယ်တဲ့အံ့ဩစရာကြီးနော်ဉာဏ်ထက်မြက်ဒီဘဝယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်တောင်မှနော်စိတ်ရဲ့အနေအထားပေါ်မှာမူတည်ပြီးတော့နော်ဘဝမှာရှုပ်ရှုပ်ထွေးထွေးနဲ့ကံကြမ္မာအလှည့်ပြောင်းနေရတော့အမျိုးမျိုးတော့နော်ရင်ဆိုင်ခဲ့ရသေးတာပဲဖြည့်ရှင်းခဲ့ရသေးတာပဲဟုတ်လားအဲ့တော့ဒီဘဝဘုံဘုံတို့ဘာဖြစ်လို့ဖြစ်မယ်မှမသိတဲ့လူတစ်ယောက်အနေနဲ့တော့ဘာမဆိုဖြစ်နိုင်တယ်ဆိုတာလေးကိုတော့လည်းတွက်ထားပေါ့ဟုတ်လားအဲ့ဒါနဲ့နောက်တော့
ယဟန်တွေကဒီဘိက္ခုနီမကိုချီးမွမ်းကြတာပေါ့နော်သူတို့စိတ်ထဲမှာအော်အလွန်ထက်မြက်တဲ့အမျိုးသမီးပဲကြည်စမ်းနော်ယဟန်ဖြစ်လာပြီဆိုတော့လည်းပဲမြတ်စွာဘုရားသူ့ကိုတရားသိဖို့အတွက်ဘာမှပင်ပန်းဟောလိုက်ရတယ်လို့မရှိဘူးနည်းနည်းလေးပြောလိုက်တာနဲ့တခါတည်းသဘောပေါက်သွားတယ်ဟုတ်လားဒီယဟန်ဖြစ်ကိုမရောက်ခင်တုန်းကလည်းပဲကိုယ့်ထက်အင်အားကြီးတဲ့နော်တိုက်ရခိုက်ရနေရာမှာအစွမ်းတတ္တိထက်မြက်တဲ့တကယ်ခိုးသားယောက်ျားချင်းမကြီးတယောက်နဲ့နော်အနိုင်ရှစ်ထိုးပြီးတော့အဲ့ဒီယောက်ျားကိုတတ်ပြီးတော့နော်လာနိုင်တာနော်သူ့ရဲ့ရေစွမ်းတတ္တိကိုအားဉာဏ်အားစိတ်အားဟုတ်လားထက်မြက်တယ်ဆိုတာကိုချီးမွမ်းကြတာအဲ့ဒီချီးမွမ်းတဲ့စကားထဲမှာအကြံပြင်းအကြောင်းအရာဘယ်နှမျိုးတော့2မျိုးပထမတစ်မျိုးကသူတရားသိဖို့အတွက်မြတ်စွာဘုရားဘာမှမပင်ပန်းလိုက်ဘူးစကားလေးကိုနည်းနည်းလေးပြောလိုက်တာနဲ့သူတရားသိသွားတယ်ဒါတစ်မျိုးနော်နောက်တစ်မျိုးကသူ့ထက်အစွမ်းတတ္တိကြီးမားတဲ့တိုက်ရိုက်ခိုက်ကောင်းတဲ့ယောက်ျားသားတစ်ယောက်ကိုအနိုင်ယူပြီးတော့သူယဟန်ပြုလာတာစကားဘယ်နှမျိုးတော့2မျိုးနော်အဲ့တော့မြတ်စွာဘုရားဆိုတာကနော်ဒီအကြောင်းအရာဒီအခြေအနေတွေကိုအခြေခံပြီးတော့တတ္တဝါတွေကိုဘလို့အသိဉာဏ်ကိုရအောင်လုပ်ရမလဲလို့နော်အဖြေထုတ်တဲ့နေရာမှာအတုမရှိပုဂ္ဂိုလ်ပေါ့နော်စကားနောက်ကိုတရားပါအောင်လုပ်နိုင်တယ်ပေါ့နော်တကယ်တမ်းသူတို့ပြောနေတဲ့စကားကဘာမှထူးထူးဆန်းဆန်းကြီးမဟုတ်ဘူးနော်မြတ်စွာဘုရားစကားတွေအများကြီးမပြောရဘဲနဲ့တရားရသွားတာကိုယ့်ထက်အားကြီးတဲ့ယန္တုကိုအနိုင်ယူလာတာအဲ့ဒီနှစ်ချက်ပြောနေအဲ့ဒါမြတ်စွာဘုရားကြွလာတော့ယဟန်တို့ဘာတွေပြောနေကြတုံးဆိုတော့ဒီလိုဒီကြောင့်ပဲဘုရားကုန္ဒလဂေတိထေရီမနော်တရားသိဖို့အတွက်မြတ်စွာဘုရားမှာဘာမှမပင်ပန်းဘူးစကားလေးနည်းနည်းပြောလိုက်တာနဲ့သိသွားတယ်သူ့ထက်အားကြီးတဲ့ယန္တုကိုအနိုင်ယူပြီးတော့လာခဲ့တာဒါကြောင့်သူ့ကိုချီးမွမ်းနေကြတာဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီစကား2ခွန်းအတွက်ဂါထာ2ပုဒ်ဟောရတယ်မြတ်စွာဘုရားရဲ့ဉာဏ်တော်ဟာအလွန်အံ့ဩစရာကောင်းတယ်လို့ပြောရမယ်နော်ပထမပြောတဲ့စကားပါတော့စကားလေးနည်းနည်းပြောလိုက်တာနဲ့သိသွားတာအဲ့ဒါအတွက်မြတ်စွာဘုရားဘယ်လိုဟောတုံးဆိုတော့ယောဇဂါထာတတံပါတိအနတ္တပရတင်ညိတံဧကံဓမ္မပဒံတေယောယံသုတ္တဝဥပတမတိငါဘုရားပြောတဲ့စကားတွေကိုတန်ဖိုးရှိတယ်မရှိဘူးလို့ဆုံးဖြတ်တဲ့နေရာမှာနော်စကားအနည်းအများပမာဏကိုကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးတဲ့နည်းနည်းပဲပြောအများကြီးပဲပြောတန်ဖိုးရှိတဲ့စကားမှာတန်ဖိုးရှိတာတန်ဖိုးမရှိတဲ့စကားကတန်ဖိုးမရှိဘူးနဲတာများတာနဲ့မဆိုင်ဘူးပေါ့နော်စကားတစ်ခွန်းရဲ့တန်ဖိုးဆိုတာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားအဲ့လိုလေးဏိဒန်းချီပြီးတော့ဒီကထာလေးကိုဟောတယ်နော်အဓိပ္ပာယ်ကဘာပြောတော့နော်လူတယောက်စကားကြွယ်လွန်းလို့လောကီအတိတွေကလည်းများလွန်းလို့ပြောတတ်လွန်းလို့ပြောစရာတွေကလည်းရှိလို့ဟုတ်လားယောဇဂါထာတတံပါတိဂါထာဗန္ဒတွေဖွဲ့ပြီးတော့အခုခေတ်လို့ဆိုရင်တော့ကြပြားတွေဘာတွေဖွဲ့ပြီးတော့အနုပညာမြောက်ဟုတ်လားပြောတတ်လွန်းလို့ပြောလိုက်တယ်စာတွေအနေနဲ့ဆိုရင်လည်းရေးတတ်လွန်းလို့ရေးလိုက်တယ်အများကြီးယောဇဂါထာတတံပါတိဂါထာ100လောက်ဟုတ်လားဒါပေမဲ့အဲ့ဒီဂါထာတွေအဲ့ဒီကြပြားတွေအဲ့ဒီစာတွေအဲ့ဒီစကားတွေကနော်ဘလို့အဓိပ္ပာယ်ရှိတော့ဘလို့အကျိုးသက်ရောက်မှုရှိတယ်ဆိုတော့အနတ္တပရတင်ညိတံအကျိုးမဲ့ခြင်းနဲ့ရှင်နေတယ်တဲ့ဆိုတော့ဘာအကျိုးမှပြောပြလောက်မရှိဘူးပေါ့နော်စိတ်ထဲမှာသူဆမ်းပါပြီခံစားရတာလေးလောက်တော့ရှိရင်ရှိမယ်ပေါ့ဟုတ်လားဒါပေမဲ့ပြောလို့ဆိုလောက်အောင်ကောင်းကျိုးချမ်းသာကိုမရစေဘူးဘာအကျိုးစီးပွားနဲ့မှမရှင်ဘူးဟုတ်လားယောဇဂါထာတတံပါတိအနတ္တပရတင်ညိတံဧကံဓမ္မပဒံတေယောယံသုတ္တဝဥပတမတိအဲ့ဒါလိုစကားတွေအများကြီးပြောတယ်လွန်းလို့ပြောစရာရှိလို့နော်ပြောပေမဲ့လို့အကျိုးသာမရှိဘူးဆိုရင်တော့အဲ့ဒီစကားဟာမမြတ်ဘူးတဲ့သူဘလောက်ပြောဘာတွေပြောဟုတ်လားယံသုတ္တဝဥပတမတိနားထောင်လိုက်ရလို့ရှိရင်နှလုံးစိတ်ဝမ်းကိုငြိမ်းအေးသွားစေတဲ့နော်ဒီစကားလုံးလေးကိုဘုံဘအလွန်သဘောကျတယ်ယံသုတ္တဝဥပတမတိကြားလိုက်ရတဲ့နဲ့ကိုပဲအေးသွားအေးရဆိုတာလကားအေးတာမဟုတ်ဘူးပူအောင်လုပ်နေတဲ့အရာတွေပျောက်သွားလို့အေးသွားတာဟုတ်လားအဲ့ဒါလိုနှလုံးစိတ်ဝမ်းကိုအေးသွားစေတယ်ငြိမ်းသွားစေတယ်စကားမျိုးဆိုရင်တော့ဧကံဓမ္မပဒံတေယောတဲ့တခွန်းနဲ့ဖြစ်ပါစေစာဆိုရင်လည်းတပိုက်သေးဖြစ်ပါစေအဲ့ဒါအလွန်မြတ်တယ်တဲ့ဟုတ်လားအဲ့တော့ဒီစကားလေးဒီဂါထာလေးကိုအခြေခံပြီးတော့ဘုံဘုံတို့နေ့စဉ်ပြောနေကြတဲ့စကားတွေ
နေ့စဉ်ကိုနားတဲ့ကိုရောက်နေတဲ့စကားတွေဒါတွေဟာအယုတ်တွေလားအမျက်တွေလားလို့ဘုံဘုံတို့ဟာဝေဖန်စီစစ်ပြီးတော့မှပြောကြဆိုကြဖို့ဝေဖန်စီစစ်ပြီးတော့မှကိုနားတဲ့ကိုတွင်းကြဖို့အရေးမကြီးဘူးလားမြတ်စွာဘုရားဝေဖန်စီစစ်ပြတာလေးကိုမမေ့နဲ့ဟုတ်လားနှလုံးစိတ်ဝမ်းကိုငြိမ်းအေးသွားစေတဲ့စကားမျိုးသာလင်မြတ်တယ်နှလုံးစိတ်ဝမ်းကိုမငြိမ်းအေးစေဘူးဘာမှအကျိုးမရှိဘူးဆိုတဲ့စကားတွေကတော့ယုံညံ့တယ်ဟုတ်လားဒါကြောင့်မို့လို့ဘုံဘုံတို့မကင်းနိုင်တဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့ရှုတော်နှမျိုးကြည့်ကြည့်နော်ကိုပြောနေတာရှိတယ်ကိုနားတဲ့ကိုရောက်လာတာရှိတယ်ဟုတ်လားဘလို့စကားမျိုးကိုပြောလိုက်ရတာဘလို့စကားမျိုးကိုကြားလိုက်ရတာမြတ်တယ်လေနော်နှလုံးစိတ်ဝမ်းကိုငြိမ်းအေးသွားစေတဲ့စကားမျိုးကိုပြောလိုက်ရတာမြတ်တယ်နှလုံးစိတ်ဝမ်းကိုငြိမ်းအေးသွားစေတဲ့စကားမျိုးကိုကြားလိုက်ရတာမြတ်တယ်လောကမှာအဲ့ဒီလိုစကားတွေကတကယ်တွေးကြည့်ရင်တော့ရှာခဲတယ်လို့ဘုံဘုံကထင်တယ်ဟုတ်လားအများစုကလည်းပဲကိုယ့်ရဲ့လောဘဒေါသမောဟကိုဘလို့ညှင်းရမယ်မှမသိကြတာပဲများတဲ့အခါကျတော့ပြောပြီးဆိုရင်လည်းပဲသူတို့ဘာရဲ့လောဘဒေါသမောဟကိုနော်ငြိမ်သွားစေတယ်နဲသွားစေစကားမျိုးကိုမပြောတတ်ဘူးအများစုကတော့မီးလောင်ရလေပင့်ပဲပြောကြတာများတယ်ဟုတ်လားတကယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားကိုနားတဲ့ကိုရောက်လာတဲ့စကားတွေကိုနော်ဒီလိုမျိုးပေတံနေနဲ့တိုင်းပြီးတော့ဘုံဘုံတို့ဟာပြောဖို့ကောင်းတယ်နားထောင်ဖို့ကောင်းတယ်အဲ့ဒါမှဘုံဘုံတို့ဟာမြင့်မြတ်တဲ့အနေအထားကိုရောက်မယ်ဟုတ်လားအဲ့တော့ဒီစကားလေးနဲ့ပတ်သက်ပြီးတော့ဘဝမှာငြိမ်းအေးစေတဲ့စကားမျိုးကိုရဖို့ရအလွန်ရှားတယ်ဆိုတာလေပြောရလို့ရှိရင်တော့မြတ်စွာဘုရားပွင့်လာမှပဲအဲ့ဒီလိုစကားမျိုးကိုဘုံဘုံတို့ပြည့်စုံကောင်းမွန်ရနိုင်တာပါအခုဘုံဘုံတို့ပြောနေတဲ့စကားတွေဘုံဘုံတို့ကြားနေရတဲ့စကားတွေကောင်းပြီဟေးဆိုလို့ရှိရင်ဘယ်ကနေဆင်းသက်လာတဲ့စကားလဲလို့မေးမြတ်စွာဘုရားကနေဆင်းသက်လာတဲ့စကားတွေပဲဟုတ်တယ်မဟုတ်လားသေချာစဉ်းစားကြည့်နော်ဒီကောင်းမြတ်မှုအားလုံးရဲ့အခြေခံဟာဘုရားပဲတကယ်တမ်းကဟုတ်လားဒါကြောင့်ဒီဒုက္ခတန်တရားကြီးဘာကြောင့်လဲနေလဲဘာကြောင့်မဆုံးတာလဲလို့မေးအဝိဇ္ဇာကြောင့်ဒုက္ခတန်တရားကြီးဘာကြောင့်ဆုံးသွားတာလဲလို့မေးဘုရားကြောင့်လို့ဒီလိုပြောတာရှိတယ်အဲ့ဒီစကားလေးတွေလည်းမှတ်စရာကောင်းတယ်ဟုတ်လားဒါဘုံဘုံတို့ကြားနေရတဲ့စကားကောင်းလေးတွေပြောနေရတဲ့စကားကောင်းလေးတွေဟာဘယ်သူစကားတွေပဲဖြစ်နေတော့မြတ်စွာဘုရားရဲ့စကားတွေနော်တော့ဒီစကားတစ်ခွန်းရဲ့တန်ဖိုးဆိုတာလည်းပဲတာမန်ချိန်တော့ဘုံဘုံတို့ကသိပြီးတော့မသိတာဘူးပေါ့နော်တကယ်လိုအပ်နေပြီဆိုလို့ရှိရင်သူအလွန်တန်ဖိုးရှိတယ်အထူးသဖြင့်စိုးရိမ်မှုတွေနော်စိတ်ဆင်းရဲတရားတွေကြုံနေတဲ့အခါမှာအဲ့ဒီစိုးရိမ်မှုတွေစိတ်ဆင်းရဲမှုတွေကိုညှိမ့်သက်ပေးနိုင်တဲ့စကားမျိုးများကြားလိုက်ရမယ်ဆိုရင်အလွန်ကိုပဲဘာဖြစ်ပြီးတော့တန်ဖိုးရှိသွားပြီနော်ကျေးဇူးတွေတင်လို့ဟုတ်လားတော့တကယ်တမ်းဘုံဘုံတို့ရဲ့စိတ်ကိုနော်မငြိမ်းချမ်းသေးတဲ့အရာတွေကနော်အလိုဆန္ဒတွေမကျေနပ်မှုတွေမသိမှုတွေဒီသုံးမျိုးပါပဲအဓိကဟုတ်တယ်မဟုတ်လားဒီအလိုဆန္ဒမီးလောင်နေတယ်မကျေနပ်မှုမီးလောင်နေတယ်နော်မသိမှုမီးလောင်နေတယ်အဆိုးဆုံးကတော့မသိမှုမီးပဲဟုတ်လားအဲ့ဒီမသိတာသိသွားလို့ရှိရင်နော်မကျေနပ်တာလည်းကျေနပ်သွားနိုင်တယ်မမောတာလည်းရက်သွားနိုင်တယ်ဘောပေါက်လားဘုံဘုံပြောတာဒါကြောင့်မောဟမီးကိုငြိမ့်သက်ဖို့ဦးစားပေးပြီးတော့ကြိုးစားလို့ရှိရင်နော်လောဘမီးငြိမ့်မှုဒေါသမီးငြိမ့်မှုတပြိုင်တည်းဘုံဘုံတို့ဟာကြိုးစားရရှောက်သွားတယ်ဟုတ်လားမသိမှုမီးလောင်နေလို့သာလေရင်စိတ်နှလုံးဟာမမောမှုမီးကမငြိမ့်တာမကျေနပ်မှုမီးကမငြိမ့်တာဟုတ်လားမသိမှုမီးကိုငြိမ့်လိုက်တာနဲ့မမောမှုမီးရောမကျေနပ်မှုမီးရောဘာဖြစ်သွားတော့ငြိမ့်သွားနိုင်တယ်ဟုတ်လားဟိုမြတ်စွာဘုရားလက်ထက်ကပူလွန်းလောင်လွန်းလို့တပည့်တော်ရဲ့ရင်ထဲကိုတောက်လောင်နေတဲ့ဒီမီးတွေကိုညှိမ့်ပေးပါဆိုပြီးတော့လာပြီးတော့ရှောက်တဲ့ငြိမ်းအေးမှုကိုရခြင်းလို့မြတ်စွာဘုရားကိုလာပြီးတော့ဟိုပြောရရင်ရိုးပြောရရင်အကူကြီးလာတောင်းတဲ့သဘောမျိုးပါပဲဟုတ်လားအဲ့လိုလာတောင်းကြတယ်အများကြီးမရှိဘူးလားရှိရနော်အလွန်ထင်ရှားတာကတော့တန်တတိအမတ်ကြီးဆိုရင်လူတိုင်းကြားဘူးတယ်နော်စစ်တိုက်တာအောင်မြင်ခဲ့လို့ဆိုပြီးတော့ဘုရင်ကြီးကအလွန်ချုံမောလှပတဲ့ကားကြီးတဲ့မာလေးတယောက်ပေးတာလေအဲ့ဒီကားကြီးတဲ့မာလေးကသူ့အကောင်းဆုံးဖြောပြနိုင်ဖို့ဆိုပြီးတော့အစားအသောက်တွေကိုချိုးချမ်းပြီးတော့တခါတည်းအစားအသောက်မမှန်အဲ့ဒီနေမမှန်တဲ့အခါကျတော့လေတင်လုံးဖြတ်ပြီးတော့လေဖြတ်သွားတယ်လို့ပြောတာတော့တခါတည်းသေသွားအုံနောက်သွေးကြောပြတ်သွားတဲ့သဘောပါပဲအလွန်ချင်းမြတ်လို့တဲ့ဒီကားကြီးတဲ့မာလေးသေတော့သူထောက်တရမရအောင်ဒီတန်တတိအမတ်ကြီးမူးနေတာတွေအကုန်လုံးပြည်သွားတယ်နော်မူးနေတဲ့နေရာမှာတောကမီးဝင်တောက်တာအမူးပြောက်သွားတယ်ဒါမဲ့ဘာရောက်လာတောကမီးရောက်လာတယ်ဘလို့မှသူနေလို့မရအဲ့ဒါနဲ့ဒီမီးကိုတော့မြတ်စွာဘုရားညှိမ့်ပေးနိုင်မှာပဲဆိုပြီးတော့မြတ်စွာဘုရားဒီကိုသူသွားနော်မြတ်စွာဘုရားဒီသွားတဲ့အခါကျတော့မြတ်စွာဘုရားသူ့နော်
ငြိမ်းအေးသွားစေမဲ့စကားမများဘူးနော်ဂါထာအနေနဲ့ဆိုတပုတ်ပဲအဲ့ဒီတပုတ်ပေးလိုက်တာတခါတည်းငြိမ်းသွားတယ်ငြိမ်းတာမှ तू ကလက်ခံနိုင်တဲ့ပါရမီကလည်းပဲအထွတ်အထိပ်ပါလာတဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒီမီးကနောက်ထပ်ပြန်မတောက်နိုင်တဲ့အထိငြိမ်းသွားတယ်နော်အမြတ်စွာဘုရားစကားလေးစိတ်ဝင်စားတယ်ကောင်းတယ်နောက်စကားတစ်ခုရဲ့တန်ဖို့စဉ်းစားမိဖို့ဒါလေးကိုပြောဖို့ဘုံဘုံကနော်စဉ်းစားမိတာဟုတ်လားယံပုပ္ပေတံဝိသောတေဟိပစ္စာတိမာဟုကိဉ္စနံမေဇေစေနောဂဟိတတိဥပဒံနောစရိတတိတဲ့နော်ပြီးခဲ့ပြီးသားနော်ငကိုယ်တော်ဟာတွေနော်ရှေးကဟာတွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာမှအကုသိုလ်တွေကိလေသာတွေနော်အညစ်အနွမ်းတွေဘာမှမဖြစ်စေနဲ့အဲ့ဒါတွေကိုသုတ်သင်ပြစ်လိုက်ရှင်းလင်းပြစ်လိုက်နော်ဆိုလိုတာအတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်တော့အတိတ်ကိုပြစ္ဆုတ်ပံမှာပြန်ပြီးတော့တူးဆွကြည့်မနေနဲ့နော်ယံပုပ္ပေတံဝိသောတေဟိပုပ္ပဆိုတာရှေးဆိုတာအတိတ်ပြောတာဟုတ်လားအခုခဏအရင်ဖြစ်ခဲ့တာတွေကိုဘာခေါ်တော့ရှေးပေါ့နော်ယံပုပ္ပေတံဝိသောတေဟိပစ္စာတိမာဟုကိဉ္စနံနောက်ပေါ့မဖြစ်သေးတဲ့ဟာတွေကိုနောက်ခေါ်တယ်ပေါ့နော်အဲ့ဒီနောက်မှာဖြစ်မဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲနည်းနည်းလေးမှစိုးရိမ်မှုကြောင်းကြမှုမဖြစ်စေနဲ့တကယ်မှဖြစ်မလာသေးဘာမှမသေးကြသေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကြိုးပြီးတော့နော်ပူလောင်မနေနဲ့ပေါ့နော်ရှေးကိုလည်းပဲတန့်ရှင်းအောင်လုပ်နောက်ကိုလည်းပဲဘာမှစိုးရင်ကြောင်းကြမှုမရှိနဲ့ဟုတ်လားအဲ့လိုဆိုရင်ရှေးရဲ့နောက်ရဲ့ဆိုတော့အလေကျန်နေသေးတယ်အလေဆိုတာခုပြစ္ဆုတ်ပံပေါ့နော်မေဇေစေနောဂဟိတတိအခုဖြစ်နေတာတွေကိုလည်းပဲအတိမားတွေအမြင်မားတွေနဲ့နော်ဆွဲဆွဲလန်းလန်းကြီးဆုပ်ကင်မထားနဲ့တဲ့ဒါတွေဟာယုတ်တေနံနေပဲပေါ့တကယ်တမ်းဒါပေမဲ့ဘုန်းတော်ပြစ္ဆုတ်ပံဖြစ်နေတာကိုယုံနံလို့မသိဘူးပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မားကြီးနဲ့ဒိဋ္ဌိနဲ့ဆွဲထားတာရှိတယ်ငါဆိုပြီးတော့ဟုတ်လားငါဥစ္စာဆိုပြီးတော့နော်တဏှာနဲ့ဆွဲထားတာရှိတယ်ဥပါဒံတရားတွေပေါ့ဟုတ်လားအဲ့လိုတဏှာဒိဋ္ဌိတို့ဖြင့်ဆွဲထားတဲ့အနေအထားကိုဘာလို့ပြရမလို့လွတ်ပြလိုက်တဲ့ဆုပ်ထားတာကိုလွတ်ပြလိုက်ပေါ့ခြီးထားတာကိုဖြေပလိုက်ပေါ့ဟုတ်လားငါဟာလို့လှုပ်ထားတာကိုအမှန်သိတဲ့ဉာဏ်နဲ့ဒီပစ္စုပန်ကိုဘာလို့အောင်လို့စွန့်လွတ်လိုက်လို့ပြောတာဟုတ်လားအလွန်လဲလေးနဲ့ပါတယ်လေးနဲ့မှုနဲ့ထိုက်တန်တဲ့အခန့်ဓာတ်ကိုလည်းပဲမြတ်စွာဘုရားမြင်လို့လေးနဲ့တဲ့တရားကိုဟောတယ်လေးနဲ့တဲ့စကားကိုပြောလိုက်တယ်လို့ဆိုနိုင်ပါတယ်အဲ့လိုမျိုးရှေးကိုလည်းပဲတုတ်တင်ထားနိုင်မယ်နောက်ကိုလည်းပဲဘာဆိုရင်ကြောင်းကြမှုမှမရှိဘူးဟုတ်လားအခုလောလောဆယ်ပြစ္ဆုတ်ပံအလဲကိုလည်းပဲနော်စွန့်လွတ်ထားနိုင်မယ်စွဲယူမထားဘူးဆိုလို့ရှိရင်သင်ရဲ့စိတ်နှလုံးဟာအလွန်မှငြိမ်းအေးသွားလိမ့်မယ်တဲ့ဥပဒံတော်စရိတတိတဲ့ဒါငြိမ်းအေးကြောင်းအကောင်းဆုံးစကားကတော့အဲ့ဒါပဲငြိမ်းအေးကြောင်းစကားတွေတော့အများကြီးရှိတယ်ဒီအခုပြောလိုက်တဲ့စကားအထွတ်အထိပ်ပဲလို့ဦးဇင်းထင်တယ်ဟုတ်လားအတိတ်ကိုအတိတ်မှာထားခဲ့အနာဂတ်ကိုအနာဂတ်မှာပဲထားလိုက်မရောက်သေးတာကိုကြိုးပြီးတော့မလုပ်နဲ့ပေါ့နော်အခုပြစ္ဆုတ်ပံမှာနေဘလို့နေတော့မဆွဲလန်းမဲနဲ့နေပြစ္ဆုတ်ပံကိုလည်းသူကမဆွဲလန်းမဲနဲ့နေဆိုတာပါတယ်နော်မေစေစေတော့ခေတ္တိလွတ်ပြရမယ်နော်စွန့်ပြရမယ်နော်မဆွဲယူနဲ့ပေါ့ငါဥစ္စာဆိုတဲ့အစွဲမရှိနဲ့ပေါ့တဘာဝတရားကိုတဘာဝတရားလိုပဲနားလည်မှုနဲ့နေလို့ပြောတာဟုတ်လားအဲ့ဒါဆိုရင်စိတ်နှလုံးကဘာတော့ငြိမ်အေးသွားမယ်တဲ့ဗောဓိမြိုင်ဆိုလို့ကြီးကဒီအတိတ်အနာကပြစ္ဆုတ်ပံနဲ့ပတ်သက်ပြီးတော့သူပြောရလေဘုံဘုံကသဘောကျတယ်သူကတော့အလွန်မှဉာဏ်ကြီးကျယ်တဲ့နော်ဆရာတော်ကြီးဆိုတော့နော်အတိတ်ကိုပြန်တာကိုသူကဘယ်လိုပြောလို့ဆိုတော့နော်သေပြီးသားအလောင်းကိုဖော်ကြည့်မနေနဲ့တဲ့ဟုတ်လားသေပြီးသားအလောင်းခေါင်းဖော်ကြည့်လည်းပဲအသက်ကတော့မဝင်တော့ဘူးတဲ့ကဲသူပြောတာနော်အလောင်းကြီးမြုပ်ထားကိုပြန်ဖော်ကြည့်လဲအသက်တော့ဝင်မှာမဟုတ်ဘူးတဲ့အတိတ်ကိုအတိတ်မှာမထားဘဲနဲ့အတိတ်ကိုပြစ္ဆုတ်ပံကြားတဲ့ကိုတဲလာတော့အဲ့ဒါရှုပ်ကုန်တာတဲ့ဒါအတိတ်ကိုပြန်တာနဲ့ပတ်သက်သူအဲ့လိုလေးပြောတာအနာဂတ်ကိုကြံတာကျတော့သူကဘယ်လိုပြောတော့ဆိုတော့ဘိုက်ထဲမှာမွေးတောင်မမွေးသေးဘူးအထီးမအမမှန်းတောင်မသိဘူးအဲ့ဒါကိုနာမည်အမျိုးမျိုးမှဲ့နေတယ်ဟုတ်လားမမွေးသေးတဲ့ကလေးအထီးမအမမှန်းတောင်မသိဘူးဒါကိုဘာလုပ်နေတော့နာမည်မှဲ့နေတယ်တဲ့တော်နေအသေးလေးမွေးရင်လည်းမွေးလာမှာပဲလေဟုတ်လားအနာဂတ်ဆိုတာဘာမှသေချာတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့ဆိုကြီးကဒီကထာလေးကိုသူရှင်းတော့အဲ့လိုလေးသူကရှင်းတာနော်အတိတ်ကိုပြန်တာဘာလို့အလောင်းပြန်ဖော်ကြည့်တာအသက်မဝင်နိုင်ဘူးတဲ့ဟုတ်လားအနာဂတ်ကိုတွေးတာတော့မမွေးသေးတဲ့ကလေးကိုကြိုးပြီးတော့နာမည်မှဲ့နေတာလေနော်အဲ့လိုနီးနဲ့ဘုန်းဘုန်းတို့ရဲ့စိတ်တွေဟာနော်ပြစ္ဆုတ်ပံကိုဆုံးရှုံးသွားတာပေါ့နော်ပြစ္ဆုတ်ပံကိုအသုံးချပြီးတော့သိရမယ်တန်ဖိုးရှိတာတွေဘုန်းဘုန်းတို့ဟာမသိလဲရဘူးနော်တကယ်တမ်းအတိတ်ဆိုတာပါတော့ပြီးခဲ့ပြီပဲ
ဘာမှရှိတော့တာမဟုတ်ဟုတ်လားအနာဂတ်ဆိုတာလည်းရောက်သေးတာမဟုတ်အနာဂတ်ကိုကြံတဲ့လူတဲ့အတိတ်ကိုပြန်တဲ့လူကပိုးပြီးတော့တောင်ဘုံဘုံမိုက်တယ်ထင်သေးတယ်အနာဂတ်ဆိုတာတော့တွေ့ရအောင်ကြုံအောင်မှဆိုတော့တချို့ကြိုးပြီးတော့စဉ်းစားကြတာတွေတော့ရှိတာပေါ့နော်အတိတ်ဆိုတာတကယ်တော့ဘာတော့စုံစုံမြုပ်ပြီးခဲ့ပြီလေဟုတ်တယ်မဟုတ်လားစဉ်းစားကြရအလွန်ကောင်းတယ်နော်အဲ့တော့ပြောရင်လည်းဘာတော့ဒီတဏှတိအမတ်ကြီးကဒီငြိမ်းအေးချောင်းစကားကိုကြားတဲ့အခါဘာဖြစ်သွားတော့ငြိမ်းသွားတယ်အေးသွားတယ်ပြောရရင်လူဝတ်နဲ့သူကရဟန္တာဖြစ်သွားတာသူ့ရဲ့စိတ်နှလုံးကိုတသံတရားလုံးတောက်လာတယ်လောင်လာတယ်မိဟာအပြည့်တိုင်းငြိမ်းသွားတယ်ဘလောက်မြက်လိုက်တဲ့စကားလဲပေါ့နော်ဒါကြောင့်မလို့နေ့စဉ်ဘုံဘုံတို့အချိန်တိုင်းလိုစကားတွေပြောနေကြတာရှိတယ်ကိုနားထောင်နေကြတာတွေရှိတယ်ဟုတ်လားဒါလေးကိုစဉ်းစားဒါကိုပြောတော့ဘုံဘုံကဘာလို့ထပ်ပြီးတော့အမှတ်ရပြန်တော့ဆိုတော့ရသော်ဘုရားဒီကိုဘေးမှာလူတွေရှိနေတယ်လူအစုဝေးပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့ကိုဘေးမှာလူရှိနေတယ်ကိုကလူတစ်ယောက်နှစ်ယောက်ကြားပဲဖြစ်ဖြစ်အများကြီးကြားပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုရောက်နေပြီဆိုရင်ဘယ်လိုနေရမလဲတဲ့နော်ပိဋကနဲ့နေလာပြီဘေးမှာလူရှိလာပြီဆိုဘယ်လိုနေမလို့နဲ့တော်တော်သဘောကျတဲ့မြတ်စွာဘုရားအဆုံးအမလေးတစ်ခုပေါ့နော်ဓမ္မီဝါကထအရိယောဝတုန်နိပါဩတဲ့နားတွေကိုစွဲထားတဲ့အဲ့ဒီစကားလေးဓမ္မီဝါကထအရိယောဝတုန်နိပါဩတရားစကားကိုတော်မူလိပြောဆိုလိုတာအကျိုးရှိတဲ့တန်ဖိုးရှိတဲ့ငြိမ်းအေးသွားစေတဲ့စကားမျိုးပေါ့နော်အဲ့ဒီလိုတရားစကားမျိုးကိုတော့လည်းပြောမပြောဘူးဆိုလို့ရှိရင်ဘယ်လိုနေမလို့အရိယောဝတုန်နိပါဩမြတ်သောစိတ်နေခြင်းဖြင့်လဲနေတဲ့ဒီနှစ်မျိုးနဲ့ပဲနေတဲ့ကြံတဲ့နည်းနဲ့မနေနဲ့တဲ့အဲ့တော့မြတ်သောစကားကိုတော့လည်းပြောတရားစကားကိုတော့လည်းပြောတခါလေးကြောက်တဲ့စကားမပြောရင်တာရှိရလေအဲ့လိုမပြောရင်တော့ဘယ်လိုနေမလို့စိတ်နေတဲ့ဘာမှမပြောနဲ့အဲ့စိတ်နေဆိုတဲ့စကားရဲ့ရှေ့မှာဝိသေသနာစကားလေးကိုဘုံဘုံအလွန်သဘောကျတာအဲ့ဒါပါအရိယောဝါအရိယောတယ်အရိယောဆိုတာဖြူရှင်းတန်ရှင်းတယ်မြင့်မြတ်တယ်ကောင်းတဲ့စိတ်ကလေးနဲ့တိတ်တိတ်နေလို့ပြောတာတချို့ကတိတ်တိတ်တော့နေတယ်စိတ်ကောက်ပြီးတော့နေတာလေဟုတ်လားစဉ်းစားကြည့်လေတိတ်တိတ်နေတိုင်းကောင်းတာမဟုတ်ဘူးနော်တချို့ကတိတ်တိတ်တော့နေတယ်ဘာသာမှကိုမထွက်ဘူးဒါပေမဲ့စိတ်ထဲမှာတော့ဘလို့ဖြစ်နေတော့ဘလောင်ဆူးနေတာပေါ့နော်စိတ်ထဲမှာတော့ညမ်းနေတာပဲအပြင်သားအတန်မထွက်တာလေဒါထွက်ခွင့်ကြုံလို့ထွက်လာပြီဆိုတော့မပြီးတော့ဘူးအဲ့လိုလူမျိုးကဟုတ်လားအဲ့တော့တိတ်တိတ်နေဆိုတာဘလို့နေရမှာတော့မြတ်သောဆိုတဲ့ရှေ့ကဝိသေသနာလေးပါရမယ်နော်မြင့်မြတ်သောတိတ်တိတ်နေခြင်းတဲ့ဟုတ်လားဒါလူအတိုင်းဝိုင်းနဲ့မကင်းနိုင်ကြတဲ့ဘုံဘုံတို့တွေအတွက်ဓမ္မီဝါကထအရိယောဝတုန်နိပါဩတရားစကားကိုတော်မူလိပြောသို့မဟုတ်မြတ်သောစိတ်နေခြင်းဖြင့်လည်းနေတဲ့ဒါလည်းပဲစကားကောင်းလေးပေါ့နော်အဲ့တော့မြတ်စွာဘုရားကငါပြောတဲ့စကားတွေကိုတော့တန်ဖိုးရှိမရှိဆိုတာကိုနဲတယ်များတယ်ဆိုတဲ့ပမာဏနဲ့သတ်မှတ်လို့မရဘူးစကားတစ်ခွန်းရဲ့တန်ဖိုးဆိုတာနော်ဒီလူရဲ့စိတ်ထဲမှာတောက်နေတဲ့မီးကိုနော်ဘယ်အတိုင်းတာထိညှိမ့်သက်ပေးနိုင်တယ်လဲဆိုတဲ့အနေအထားမျိုးနဲ့ဆုံးဖြတ်ရမှာဟုတ်လားဒါကြောင့်ဘုံဘုံတို့ဒါလေးကိုပထမပိုင်းအနေနဲ့နော်အရေးပါလို့နည်းနည်းတောင်အချိန်ကများသွားတယ်ဟုတ်လားနောက်ထပ်တစ်ပိုင်းကြံသေးတယ်နော်ဟုတ်လားဒါစကားနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောရမှာတော့ဘယ်လိုနားထောင်မလို့ဆိုတဲ့မြတ်စွာဘုရားရဲ့နော်အဆုံးအမဟုတ်လားကိုယ့်ရဲ့စိတ်နှလုံးမှာလောင်နေတဲ့လောဘဒေါသမောဟမီးကိုညှိမ့်သက်ပေးနိုင်တဲ့စကားမျိုးကိုပြောနိုင်အောင်ကြိုးစားရမယ်အဲ့ဒီလိုစကားမျိုးကိုနားထောင်နိုင်အောင်လည်းကြိုးစားရမယ်ဟုတ်လားနောက်တစ်ချက်မြတ်စွာဘုရားပါဟောတော့ယဟန်နေချီးမွမ်းတာလေးကိုလည်းမမေ့နဲ့နော်ဒီကုန္ဒလကေတိယတရားသိဖို့အတွက်မြတ်စွာဘုရားဘာမှမပင်ပန်းသေးဘူးမြတ်စွာဘုရားနည်းနည်းလေးပြောလိုက်တာနဲ့သိသွားတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့သောတော်ဂါထာဟောတာနော်အခုနောက်ဂါထာဟောဖို့အတွက်ဘာကိုမြတ်စွာဘုရားအကြောင်းခံတော့ကိုယ့်တဲ့အင်အားကြီးတဲ့နော်တိုက်ရိုက်ခိုက်ရိုက်ကောင်းတဲ့ယန္သူခိုးသူကိုအနိုင်ယူပြီးတော့ယဟန်ပြုလာတာနော်အဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားဘာဟောတော့တကယ်အနိုင်ရမှုအစစ်နော်အောင်နိုင်မှုအစစ်အကောင်းဆုံးအောင်မြင်ခြင်းအကောင်းဆုံးအနိုင်ရခြင်းဆိုတာဘာလို့အနိုင်ရမှအကောင်းဆုံးအနိုင်လို့ဆိုနိုင်မလဲဆိုတာကိုခေါ်တာဟုတ်လားပြင်ဘက်ကခိုးသူကိုအနိုင်ရတာပြင်ဘက်ကရန်သူကိုအနိုင်ရတာအကောင်းဆုံးအောင်နိုင်ခြင်းမဟုတ်သေးဘူးတဲ့ကိုယ့်ရဲ့ဒီအတွင်းတန်တာမှာတသံတရားလုံးကကိုယ့်ကိုနှိပ်စက်လာတဲ့ခိုးသူတွေရှိတယ်ရန်သူတွေရှိတယ်တဲ့မြတ်စွာဘုရားဘလောက်မြင်လဲဆိုတာကိုကြည်ညိုကြည့်နော်ဟုတ်လားကိုကပြောနေတာပြင်ဘက်ကခိုးသူပြင်ဘက်ကရန်သူကိုပြောနေတာမြတ်စွာဘုရားအဲ့ဒါကိုခြေခံပြီးတော့အဲ့ဒီခိုးသူရန်သူကအတွင်းမှာတသံတရားလုံးကိုလိုက်နှိပ်စက်လာတဲ့အကျိုးမဲ့ဖြစ်စေနေတဲ့နော်ခိုးသူရန်သူနဲ့ဆိုင်သူကဘာမှမပြောပလောက်သေးဘူးအရေးမပါသေးဘူးဟုတ်လားတသံတရားလုံးဘုံဘုံတို့ရဲ့စိတ်ထဲမှာနော်ဘုံဘုံတို့ရဲ့ကုသိုလ်ကောင်းမှုတွေကိုခိုးယူနေတဲ့
ကောင်းနိုင်ခွင့်တွေကိုဖျက်ဆီးနေတဲ့ဟုတ်လားကိုယ်ဆင်းရဲသွားနှိမ့်ဆက်နေတဲ့ခိုးသူတွေရန်သူတွေရှိတယ်အဲ့ဒါပါတော့လောဘဒေါသမောဟပဲဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားစကားနေတန်းလေးတွေတော့မြတ်စွာဘုရားပြောသေးတယ်ပြီးမှဂါထာလေးတွေကိုဟောတာဟုတ်လားနော်တတန်တရားလုံးကနှိမ့်ဆက်လာတဲ့ခိုးသူတွေကိုအနိုင်ရမှသာလေဒီလူဟာနော်အနိုင်ရခြင်းထဲမှာအမျက်ဆုံးသောအနိုင်ရတဲ့လူနော်အောင်မြင်မှုထဲမှာအမျက်ဆုံးသောအောင်မြင်မှုရတဲ့လူလို့ဆိုရမယ်ဆိုတော့အဲ့ဒီဂါထာလေးကိုဟောတာယောတဟတံတဟတေနသင်္ကာမိမာနုတေဇိနေဧကင်္စဇေယမတ္တနသဝေသင်္ကာမဇုတ်တမောတဲ့ဒီလိုဂါထာလေးတွေကိုအရာကျက်ထားရင်လည်းတော်တော်ကောင်းမယ်နော်သောသောဂါထာလေးလည်းကောင်းတယ်နော်ယောစဂါထာတတံပါတိအနတ္တပရတင်ကြီးတံဧကံဓမ္မပရံတေယောယံသုတ္တဝဥပတံပတိဟုတ်လားရခြင်းတဲ့စိတ်ရှိလို့တန်ဖိုးထားတဲ့စိတ်ရှိမယ်ဆိုရင်ခက်ပါဘူးဟုတ်လားနောက်ဒုတိယဂါထာလေးမှတ်မယ်နော်ယောတဟတံတဟတေနသင်္ကာမိမာနုတေဇိနေဧကင်္စဇေယမတ္တနသဝေသင်္ကာမဇုတ်တမောအဓိပ္ပာယ်ဘာပြောတာတော့နော်လူတယောက်ကရဲစွမ်းတတ္တိရှိလို့ဟုတ်လားကိုအားတွေလည်းကောင်းလို့ဉာဏ်အားတွေလည်းရှိလို့အကုန်လုံးတိုက်ရိုက်ခိုက်ရအစသာရာပြည့်စုံလို့ရန်သူတသန်းလောက်ကိုသူတယောက်တည်းနဲ့အနိုင်ယူနိုင်တယ်ဟုတ်လားရန်သူတွေကိုတသန်းလောက်တယောက်တည်းနဲ့ချေမုန်းနိုင်တယ်တကယ်သူရဲကောင်းကြီးပေါ့နော်လောကီလိုကတော့ဟုတ်လားယောတဟတံတဟတေနသင်္ကာမိမန္တုတေစီနေနော်အစွမ်းတတ္တိရှိလုံးလို့စစ်မြေပြင်မှာတသန်းသောရန်သူတွေကိုသူကအနိုင်ရတယ်ဒါပေမဲ့အဲ့ဒါမမြတ်ပါဘူးတဲ့ဘယ်လိုအနိုင်ရခြင်းကမြတ်တုံးတဲ့ဧကင်္စဇေယမတ္တနသဝေသင်္ကာမဇုတ်တမောတဲ့ဧကင်္စဇေယမတ္တနတခါလောက်ကိုအနိုင်ရလိုက်တယ်ဟုတ်လားတနည်းအားဖြင့်တယောက်တည်းသောကိုအနိုင်ရလိုက်တယ်ကိုယ်စိတ်ကိုအနိုင်ရလိုက်တယ်ပို့ပြီးတော့ကျေပြန့်အောင်ပြောရရင်ပို့ပြီးတော့နားလည်အောင်ပြောရရင်နော်တသံတရားလုံးကဘုံဘုံတို့ကိုဒုက္ခပေးတဲ့ဆင်းရဲစေတဲ့နော်လောဘဒေါသမောဟဆိုတဲ့ရန်သူခိုးသူကိုအနိုင်ချိန်လောက်ရလိုက်မယ်ဆိုရင်အဲ့ဒါဘာတော့သဝေသင်္ကာမဇုတမောတဲ့နော်အနိုင်ရခြင်းတကအနိုင်ရခြင်းထဲမှာသူ့ရဲ့အနိုင်ရမှုဟာအမုံမြတ်ဆုံးပဲတဲ့နော်စစ်ပွဲတကစစ်ပွဲထဲမှာအဲ့ဒီစစ်ပွဲကိုနိုင်လိုက်တာအကြီးမားဆုံးသောအောင်မြင်မှုပဲဟုတ်လားအဲ့တော့ဘုံဘုံတို့ကစစ်ပွဲလို့ပြောလိုက်ရင်လည်းပဲအဲ့လိုမျိုး2မျိုးလောက်တော့နားလည်ရမယ်ပေါ့နော်ပဂရိပြင်ဘက်မှာလောဘဒေါသမောဟကိုခြေခံပြီးတော့နော်တယောက်နဲ့တယောက်တအုပ်စုနဲ့တအုပ်စုတနိုင်ငံနဲ့တနိုင်ငံတိုက်နေခိုက်နေကြတာတွေကတော့ဒါလောကဘယ်တော့မှစပြီးတော့ဘယ်မှဆုံးမယ်လို့မပြောနိုင်ပါဘူးဟုတ်လားအကုန်လုံးဒါကတော့လောဘဒေါသမောဟရှိနေသမျှတိုက်နေကြမှာပဲအကြောင်းမျိုးမျိုးပြပြီးတော့ကိုယ့်အကိုတော့ခိုင်လုံနေတော့ထင်နေကြမှာပေါ့ဟုတ်လားအဲ့ဒီတိုက်ပွဲရှိသလိုဒီခန္ဓာစစ်မြေပြင်မှာလည်းပဲဟုတ်လားတစ်ဖက်ကလောဘဒေါသမောဟဟုတ်လားတစ်ဖက်ကအသိဉာဏ်ပညာဟုတ်လားအဲ့ဒီလိုမျိုးတစ်ဖက်နဲ့တစ်ဖက်နော်တိုက်နေတာရှိတယ်ဆိုတာကိုမြင်အောင်ကြည့်ရမယ်ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကမြင်မှအချိန်တိုင်းငါနော်အရှုံးသို့မဟုတ်အနိုင်အဖြေတစ်မျိုးမျိုးကိုငါအမြဲတမ်းထုတ်နေပါလားဆိုတာကိုမြင်ပါဘုံတို့တကယ်တမ်းအမြဲတမ်းတိုက်ပွဲရှိတယ်တိုက်ပွဲရှိတယ်ဆိုတာကိုတော့မစဉ်းစားမိတဲ့အခါကျတော့နိုင်ဖို့ဆိုတာတော့တော်တော်ဝေးအောင်မယ်ပေါ့ဟုတ်လားကိုတိုက်ပွဲရှိတယ်ဆိုတာတော့မသိဘူးဆိုရင်ကဲစဉ်းစားကြည့်နော်ဒါလည်းပြောတော့မှဟုတ်သားပါလားလို့စဉ်းစားမိမှာပဲဟုတ်လားတကယ်တမ်းကဘုံဘုံတို့မှာအမြဲတမ်းတိုက်ပွဲရှိတယ်နော်အာယုန်တွေကတွေ့လာတယ်လိုချင်စရာတွေ့လာတယ်ဆိုရင်လောဘဖြစ်တော့မယ်ဟုတ်လားလောဘဖြစ်မယ်ဆိုရင်ရှုံးပြီပေါ့နော်တခါအာယုန်တွေကတွေ့လာတယ်မကျင်တဲ့စရာတွေကလည်းကြုံလာလိမ့်မယ်အနိဋ္ဌာယုန်တွေပေါ့နော်အိဋ္ဌာယုန်တွေတွေ့လာလို့ရှိရင်လောဘအဖြစ်ထွက်လိုက်တာနဲ့ဒါအရှုံးအဖြစ်ကတန့်ပြီးတော့ပြလာတော့နော်အနိဋ္ဌာယုန်နဲ့တွေ့ပြီးဆိုရင်ဒေါသအဖြစ်ထွက်တာနဲ့အရှုံးအဖြစ်ကလည်းတခါတည်းနောက်ကတန့်ပြီးတော့ထွက်လာတယ်ဟုတ်လားတာမန်ဒီတိုင်းဘုံဘုံတို့မှာအိဋ္ဌာယုန်အနိဋ္ဌာယုန်တိတ်ပြီးတော့မထူးခြားဘူးဆိုတဲ့အနေအထားမျိုးမှာလည်းပဲစိန်ခေါ်မှုကတော့ရှိနေသေးတာပဲအဲ့ဒီအချိန်မှာဘာတိုက်ပွဲရှိမလို့ဆိုတော့ဘုံဘုံတို့သတိမရှိလိုက်ဘူးဆိုတာနဲ့မောဟဆိုတဲ့အဖြေထွက်လာအမှန်မသိမှုဆိုတဲ့အဖြေထွက်လာမယ်နော်အဲ့ဒီအမှန်မသိမှုဆိုတဲ့အဖြေထွက်လာပြီဆိုလို့ရှိရင်လည်းပဲဘာဖြစ်လာပြီတော့အရှုံးဆိုတာပြတယ်အဲ့တော့ကိုင်စင်သားအချိန်တိုင်းမှာဘုံဘုံတို့မှာလောဘဒေါသကတော့သူကကြိုးကြားပါပဲဟောတော့အိဋ္ဌာယုန်နဲ့အနိဋ္ဌာယုန်နဲ့ဆိုတာတကယ်လောဘဒေါသကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာကမောဟကိုဖြစ်စေတဲ့အကြောင်းအရာလောက်မများဘူးဟုတ်လားနောက်တနည်းကြည်ပြင်းပြောရရင်လောဘဒေါသဖြစ်တိုင်းမောဟပါတယ်သူက
မတိလို့သာလင်လိုချင်ရတာမတိလို့သာလင်မကြည်မနဲ့ဖြစ်ကြရတာနော်အဲ့တော့အခြေခံဘုံဘုံတို့မှာအမြဲတမ်းအရှုံးစရာပြနေတာကဘယ်အဖြေထွက်လို့ပြနေလဲလို့မင်းမောဟအဖြေထွက်လို့ပြနေတာပို့ပြီးတော့ဆိုးဆိုလာတာကမောဟကြီးလာရင်တော့လောဘအဖြေဒေါသအဖြေကလည်းထွက်လာတာပေါ့နော်ဒါဒီဘုံဘုံတို့ဒေါသအဖြေထွက်မှာပဲငါတော့ရှုံးပြီဆိုတာသိတာနော်ရှုံးပြီလဲအဲ့ကျတော့စိတ်ကခံရတွေခက်ကုန်ပြီနော်တောင်တွေးမြောက်တွေးတောင်ကြံမြောက်ကြံဟုတ်လားကြံရမရတွေဖြစ်ကုန်ပြီဒေါသတကယ်ကြီးလာပြီဆိုလို့ရှိရင်ဟုတ်လားအဲ့တော့ပြောနေတာကဘာတုံးဆိုတော့အချိန်တိုင်းဘုံဘုံတို့မှာစိန်ခေါ်မှုရှိရဲ့ဒါခေတ်စကားလေးပြောတာပေါ့နော်တကယ်တမ်းကဘာလဲအမြဲတမ်းဘုံဘုံတို့မှာတိုက်ပွဲရှိနေတယ်အဲ့ဒီဟာကိုအဲ့ဒီရန်သူကိုဘုံဘုံတို့ဘာနဲ့တတ်မလို့ဒါစဉ်းစားရမယ်နော်ဒီလောဘဒေါသမောဟဆိုတာအဆင့်၃မျိုးရှိတယ်ဒါကြည်ကြဲပြည့်မဲ့လေးနားလည်ရမယ်နော်တတ်မယ်ခိုးမယ်ဟာကာမဖောက်ပြန်မယ်ဆိုသည်အထိကြမ်းထမ်းတဲ့လောဘဒေါသမောဟရှိတယ်အဲ့ဒါကိုစာလို့ပြောရရင်ဝိတိတ်ကမကိလေသာလို့ခေါ်တယ်ဟုတ်လားဟာအဲ့ဒီအဆင့်တော့မရောက်ဘူးဒါပေမဲ့စိတ်ထဲတင်ကိုလောဘဒေါသမောဟတွေကတောင်းကျမ်းနေစိတ်ထဲမှာစူပွက်နေတယ်ဘယ်သူမှတော့မမြင်ဘူးနော်အဲ့ဒီအဆင့်လည်းရှိတယ်အဲ့ဒီအဆင့်ကိုပရိယုဌာဏကိလေသာလို့သုံးတယ်ပေါ့နော်အဲ့ဒါစိတ်ထဲမှာတော့မဖြစ်ဘူးနော်ကာယကံမြောက်ဝစီကံမြောက်ဆိုတာတော့ဝေးလို့သိတယ်ဒါပေမဲ့လွန်ကျူးခွင့်ကြုံရင်လွန်ကျူးမယ်ကွာမှားခွင့်ကြုံရင်မှားမယ်ဆိုပြီးတော့တတ္တိအနေနဲ့ကိန်းနေတဲ့ဖြစ်ခွင့်ကြုံရင်ဖြစ်မယ်ဆိုတဲ့အယံတဲ့အနေထားလေးတစ်မျိုးရှိသေးတယ်အဲ့ဒါကိုအနုတ္တယကိလေသာလို့သုံးတယ်လောဘဒေါသမောဟဆိုတဲ့ကိလေသာအဆင့်ဘယ်နှမျိုးရှိတော့၃မျိုးရှိရဲ့နော်အဲ့ဒါကိုကြပြာလေးရေးတာရှိတယ်ဘယ်ဆရာတော်ကြီးရေးခဲ့လဲတော့ဘုံဘုံမသိတော့ဘူးပေါ့နော်လွန်ကျူးစုပွက်မျိုးမပြတ်၃ချက်ကိလေသာဟုတ်လားကာယကံမြောက်ဝစီကံမြောက်သိုးသွန်းလာတဲ့အဆင့်လွန်ကျူးတာပေါ့နော်သီလပြက်ပြီနော်နောက်စုပွက်ဆိုတာစိတ်ထဲတင်ဖြစ်နေတာကာယကံမြောက်ဝစီကံမြောက်ပြောတာဆိုတာလှုပ်တာကိုင်တာထိတော့ရောက်မလာဘူးဒါပေမဲ့စိတ်ထဲမှာတော့အုံထနေဟုတ်လားလွန်ကျူးစုပွက်တယ်ပြီးတော့တော့မျိုးမပြတ်တယ်မျိုးမပြတ်ဆိုတာမျိုးစီသဘောမျိုးလေးပေါက်တော့ပေါက်သေးဘူးဒါပေမဲ့ရေတို့မြေတို့လေတို့အလင်းရောင်တို့နဲ့တွေ့ရင်ထွက်လာမှသူကဟုတ်လားအဲ့ဒါကိုဘာခေါ်တော့အနုတ္တယပြောတယ်နော်လွန်ကျူးစုပွက်မျိုးမပြတ်၃ချက်ကိလေသာသီလသမာဓိပညာတတ်ရန်၃သိက္ခာအမေအလွန်ကောင်းတယ်ဒီဟာကဟုတ်လားဝိတိတ်ကမကိလေသာဆိုတဲ့လွန်ကျူးတဲ့ကိလေသာကိုသီလအကျင့်နဲ့အဲ့ဒီရန်သူကိုတတ်နိုင်ရမယ်အဲ့လောက်ဆိုးတဲ့ရန်သူကိုသီလနဲ့တတ်ရမယ်နော်ဒါရန်သူကိုအနိုင်ရဖို့နီလန်လေးတွေခေါင်းထဲပေါ်တာကိုပြောတာဟုတ်လားအမြဲတမ်းတိုက်ပွဲဆိုတာရှိတယ်လောဘဒေါသမောဟကတစ်ဖက်ဒီဘက်ကကောင်းမြတ်တဲ့အရာကတစ်ဖက်ကောင်းကျင်တဲ့စိတ်ရှိတယ်နော်အဲ့လိုဆိုရင်ဒီဘက်ကဘာတိုက်မယ်တော့လွန်ကျူးတဲ့ကိလေသာကိုသီလနဲ့တိုက်ရမယ်ဟုတ်လားစူပွက်တဲ့ကိလေသာကိုတမာတိနဲ့တိုက်ရမယ်တဲ့စိတ်ထဲမှာဖြစ်နေတဲ့ကိလေသာကိုတမာတိနဲ့တိုက်ရမယ်နော်မျိုးမပြတ်ဆိုတဲ့ဒီအနုတ္တယကိလေသာကိုကြတော့မဲ့ဉဏ်ပူဉဏ်ရအောင်အားထုတ်ပြီးတော့ဒီပညာနဲ့တိုက်ရမယ်နော်သီလသမာဓိပညာတိုက်ရန်၃သိက္ခာဟုတ်လားအဲ့ဒါမလို့ဘုံဘုံတို့တွေဟာအမြဲတမ်းနော်တိုက်ပွဲဆိုတာရှိတယ်အရှုံးအနိုင်ဟာအမြဲတမ်းရှိနေတယ်ဘလို့အဖြေထွက်နေတယ်လေဆိုတာကိုကြည့်ပြီးတော့အရှုံးအနိုင်ကိုဘုံဘုံတို့ဟာနားလည်လို့ရတယ်ဟုတ်လားလောဘဒေါသမောဟအဖြေတွေထွက်တိုင်းဘာဖြစ်ပြီးတော့ရှုံးပြီဟုတ်လားကျန်တဲ့လောကမှာဖြစ်နေတဲ့အနိုင်ရှုံးအသာရလိုမှုဘာတွေဆိုတော့တတ်ထားလိုက်တော့အဲ့ဒါတွေကတကယ်တမ်းဘာမှအရေးပါတာမဟုတ်ဘူးနော်နိုင်လဲဘာမှမဟုတ်ရှုံးလဲဘာမှမဟုတ်ဒါအလွယ်ပဲဘုံဘုံကပြောလိုက်တာပါအဲ့ဒီအနိုင်ရှုံးနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားဟောထားတာရှိရနော်ဇေယံဝေဒံပတ္တဝတိဒုက္ခံတေတိပရာဇီတောတဲ့ဥပတန္တောဥပတန္တောစရိတတိကာထာလေးကအပြည့်အစုံတော့မရတော့ဘူးနော်ဇေယံဝေဒံပတ္တဝတိတဲ့နော်နိုင်တဲ့လူဟာယံများတယ်ဒုက္ခံတေတိပရာဇီတောတဲ့ရှုံးတဲ့လူဟာဆင်းရဲတယ်ဥပတန္တောဒုက္ခံတေတိဟိတဝါဇေယပရာဇေယနဲ့ဟောရလာပြန်ပြီဟုတ်လားအစိုးမရဘူးပေါ့နော်ဟုတ်လားနော်ဥပတန္တောနော်ဒုက္ခံတေတိဟိတဝါဇေယပရာဇေယနဲ့နော်အနိုင်ရှုံးကိုစိတ်ကိုမဝင်စားဘူးလောကမှာဖြစ်နေတဲ့အနိုင်ရှုံးအသာရလို့အောက်ကြတာတွေအထက်ကြတယ်ဘူးအဲ့ဒါတွေကိုစိတ်ကိုမဝင်စားဘူးဟုတ်လားအဲ့ဒီအနိုင်ရှုံးကိုဘာလုပ်တာစွန့်ထားတယ်တဲ့နိုင်လို့လောကီလို့နိုင်တာတွေကရံများတယ်နော်ရှုံးတာဆင်းရဲတယ်အဲ့တော့ဘယ်သူမှအနိုင်ရလို့သိလည်းမရှိဘူးအနိုင်ရလို့စိတ်လို့မရှိလို့မပြိုင်တဲ့လူဟာစိတ်ဝင်စားတဲ့လူဟာရှုံးတယ်ဆိုတာလည်းမရှိဘူးဒီကနေ့ရှုံးတယ်ဆိုတာကိုယ်ကရှုံးသွားပြီလို့ထင်မှဟုတ်လားရှုံးတော့သူဘေးကဘလို့ပဲတမတ်တကယ်ကကိုယ့်အကိုအေးစေးနေနိုင်ရင်ဘာမှမရှုံးဘူးရတကယ်ဟုတ်လားအဲ့တော့အဲ့ဒီလိုအနိုင်ရှုံးကိုစွန့်ပြီးတော့နော်ဥပဒံတော်တဲ့ငြိမ်းအောင်နေတတ်တဲ့လူဟာဒုက္ခံတေတိချမ်းချမ်းသာသာနေရတာပဲတဲ့ဒါလည်းပဲအလွန်ကိုပဲတန်ဖိုးရှိတဲ့စကားတစ်ခွန်းပဲနော်နိုင်ရင်ရံများတယ်ရှုံးရင်ဆင်းရဲတယ်ရံညိုးတွေနဲ့ပေါ့နော်
နိုင်တဲ့လူကလည်းပဲဘယ်လိုမြန်ငါပြန်လှန်မလဲမသိဘူးဆိုအကြောက်တင်နေသူလည်းပဲတတ်တာလှတယ်လို့တော့မရှိဘူးနော်ဟုတ်လားနိုင်ရန်များရှုံးရင်ဆင်းရဲတယ်အနိုင်ရှုံးစိတ်ဝင်စားပဲနဲ့ငြိမ်ငြိမ်အေးအေးနေတဲ့လူဟာချမ်းသာတယ်တဲ့ဒါလောကီလို့ပြောတာအခုအဲ့ဒီအဆင့်ကိုဘုံဘုံတို့ကကြောပြီးတော့မြင်စေခြင်းတာပေါ့နော်ကင်ပတ်ဝန်းကျင်နဲ့ငါနဲ့ပြိုင်နေရတဲ့အနေအထားတွေခောက်ထားလိုက်တော့ဟုတ်လားဟိုမိုးကုတ်စတော်ကြီးကိုဟိုတုန်းကတချို့ဆရာတော်တွေကကျင်ကြတာရှိတယ်ပေါ့နော်အဖက်မလုပ်ဘူးကျင်တယ်ဆိုတာရှိတယ်ဟုတ်လားအဲ့လိုစတော်ကြီးကပြောမှာဆိုသူတို့ကငါ့ကိုအခုမှကျင်တာငါကျင်ထားတာကြားကြလှပြီလို့ပြောတယ်တဲ့ဟုတ်လားဒါပါပြောတာဘုံဘုံကနော်ဒီပတ်ဝန်းကျင်နဲ့ကိုယ်နဲ့ဖြစ်နေတဲ့အနိုင်ရှုံးတွေကိုထားလိုက်တော့လို့လုံနိုင်ရမယ်သာသနာနဲ့တွေ့တဲ့အချိန်မှာငါတယောက်တည်းဖြစ်နေတဲ့ငါခန္ဓာမှာဖြစ်နေတဲ့အနိုင်ရှုံးကိုပဲငါစိတ်ဝင်စားမယ်ဆိုတဲ့စိတ်အဲ့ဒါဆိုရင်တော်တော်ပို့သွားမယ်နော်ကိုဘေးဟာနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့မှာဒီအနိုင်ရှုံးတွေအသာရတယ်အနာရတယ်ငါသားတယ်သူသားတယ်ဟာသာလာနာလာတွေကမဆုံးနိုင်ဘူးလေဟုတ်လားအဲ့တော့ကိုဘာလုပ်ဖို့လို့တော့အနိုင်ရအောင်လုပ်မယ်ဆိုတဲ့စိတ်ရှိရင်ဘေးဟာလည်းစိတ်ဝင်စားမှုလည်းပိုနေသွားနိုင်တယ်ဒါအရေးပါတယ်ဆိုတဲ့စိတ်နော်အဲ့လိုကိုကအနိုင်ရအောင်လုပ်မယ်ဆိုလို့ရှိရင်ဘုံဘုံတို့မှာမြတ်စွာဘုရားကတော့ဟိုဗလတော့အားရှိရမှာနော်ရန်သူနဲ့တိုက်ပြီးဟေးဆိုလို့ရှိရင်အားမရှိလို့မရဘူးလေလက်ဝဲထိုးပြီးဆိုရင်လည်းဗာတစ်ဖက်ဘာလို့တော့တိုက်တာပဲလေအနိုင်လောက်တာအားမရှိလို့ရမလားမရဘူးနော်တပ်ပုတ်တယ်စစ်တိုက်တယ်ဆိုအားရှိရတယ်အားတော့အများကြီးပေါ့နော်ကိုအားညံအားစိတ်အားအကုန်ရှိရတယ်ဟုတ်လားအဲ့လိုပဲဒီလောဘဒေါသမောဟကိုတိုက်မယ်ဆိုလို့ရှိရင်အားရှိရတယ်အားဘယ်နှမျိုးရှိရမယ်လို့ကြားဘူးတော့၅မျိုးနော်ဘိုး၅ပါးဆိုတာဗလဆိုတာဘိုးဆိုတာဘာတော့ဟာအားကြီးသူလို့အဓိပ္ပာယ်ရတာစစ်သားတောင်စစ်သားတိုင်းဘိုးဖြစ်တာမဟုတ်လေဟုတ်လားအားရှိတဲ့အားကိုအားရမဟုတ်ဟုတ်လားစိတ်အားအည်သွေးအားအကုန်ပေါ့ပညာအားအဲ့ဒီအားရှိမှဘိုးဖြစ်တယ်ဟုတ်လားအဲ့ဒါဘိုးဆိုပြီးတော့တတ်မှတ်ပြီးတော့ပေးထားတဲ့အား၅မျိုးရှိတယ်နော်တတ္တာဗလံတတိဗလံဝရိယဗလံတတ္တာဗလံဝရိယဗလံတတိဗလံသမာဓိဗလံပညာဗလံဟုတ်လားယုံကြည်မှုအားအမှတ်ရမှုအားထုတ်မှုအားတည်ငြိမ်မှုအားသိမြင်မှုအားဆိုတော့အဘယ်နှမျိုးတော့၅မျိုးအဲ့ဒီအား၅မျိုးကိုလေဒီဆိုကြီးကပြောရလေဘုံဘုံကအလွန်သဘောကျတယ်ဒါဘုံဘုံတော့ဟောထားတာလည်းရှိပါတယ်ဒီဘို၅ပါးမှာဟုတ်လားသူ့ကိုဘာလို့ဘိုလို့ခေါ်တော့ဆိုတော့သူအဓိပ္ပာယ်2မျိုးပြောတယ်နော်ပฏิပက္ခဓမ္မေပလီယန္တိတိဗလာနိနော်ဆန့်ကျင်ဘက်ရန်သူတွေကိုတိုက်ခိုက်ဖိစီးလွှမ်းမိုးဖျက်ဆီးပြစ်နိုင်လို့ဘိုလို့ခေါ်တယ်တဲ့နော်ဆန့်ကျင်ဘက်ရန်သူတွေကိုအနိုင်ယူပြီးတော့ခြေမုံပြစ်နိုင်လို့သူ့ကိုဘာလို့ခေါ်တော့ဘိုလို့ခေါ်တယ်တဲ့ဟောနောက်အဓိပ္ပာယ်တစ်မျိုးထပ်ပြောတယ်ပို့ပြီးတော့အရသာရှိအောင်ပြောပြတာနော်အကမ္ပနထေနဗလာနိတဲ့နော်ဆန့်ကျင်ဘက်ရန်သူတွေကလာတိုက်တဲ့အချိန်မှာမတုံမလို့ကြံ့ကြံ့ခိုင်ကြီးရက်တည်နိုင်လို့လည်းပဲဘိုလို့ခေါ်တယ်တဲ့အဲ့ဒါကိုဘုံဘုံစီတဲ့ကဘလို့ခံစားအောင်ဆိုတော့ဒါတိုက်စစ်ခံစစ်2မျိုးလုံးမှာစွမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာလို့စိတ်ထဲမှာအဲ့လိုနားလည်လိုက်တယ်ပေါ့ဆန့်ကျင်ဘက်ရန်သူတွေကိုတိုက်ခိုက်ဖိစီးနိုင်လို့ဘို့ဆိုတော့အဲ့ဒါကတိုက်စစ်သဘောမျိုးရန်သူကိုသွားတိုက်မယ်နော်သူတို့လာတိုက်တာကိုစောင့်မနေဘူးသွားပြီးတော့ခြေမုံပြင်မယ်ဖျက်ဆီးပြင်မယ်တိုက်စစ်နော်နောက်တစ်မျိုးကပါတော့ဆန့်ကျင်ဘက်ရန်သူတို့ကြောင့်မတုံမလုံကြံ့ကြံ့ခိုင်ကြီးရက်တည်နိုင်တယ်ဘယ်လိုကောင်လာတိုက်လို့မှရှုံးသွားတယ်လို့မရှိဘူးလာတိုက်တဲ့လူပဲရှုံးသွားတယ်သူကသူ့နေရာမှာအေးဆေးသေးပဲအဲ့ဒါပါတော့ခံစစ်ဟော2မျိုးရှိရနော်အဲ့တော့အဲ့ဒါဘာတုံးဆိုတော့ဘိုး၅ပါးပေါ့ယုံကြည်မှုရဲ့အောက်မေ့နိုင်မှုရဲ့အားထုတ်နိုင်မှုရဲ့တည်ငြိမ်မှုရဲ့သိမြင်နားလည်မှုဟုတ်လားအဲ့ဒါဘုံဘုံတို့တတိပဋ္ဌာန်တရားကိုပွားတိုင်းခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘာဝတရားကိုအမှန်ကန်အောက်မေ့ပြီးတော့နေတိုင်းအဲ့ဒီဘိုး၅ပါးသူ့တိုင်းတာနဲ့သူအကုန်လုံးပါပြီးသားဟုတ်လားဘိုး၅ပါးပါနေပြီဆိုလို့ရှိရင်ရန်သူကိုသူကပါတော့အဲ့ဒီအချိန်မှာမလုပ်နေတော့နိုင်နေတယ်ပေါ့ဟုတ်လားဘာလို့ဖြစ်နေတယ်လဲသိနေတယ်နော်ဘာပဲဖြစ်သိနေတယ်ကြားတာပဲဖြစ်တွေးနေတာပဲဖြစ်ခန္ဓာကိုယ်ရဲ့ထိတွေ့မှုမျိုးစုံဘာပဲဖြစ်ပေါ့သိနေတယ်ဒါပါတော့တတိအားပေါ့နော်ဟုတ်တယ်မဟုတ်လားတတိအားဒါလေးကိုဘုံဘုံတို့ကပူပြီးတော့ကျွမ်းကျင်အောင်ဘယ်ကနေစလေ့ကျင့်တော့ဝင်လေထွက်လေကစလေ့ကျင့်တယ်ကျန်တဲ့အချိန်တွေမှာအသိဉာဏ်တွေတတိတွေဆက်ဖို့နားလည်မှုတွေကြီးဖို့ဒီအခြေခံကိုဘုံဘုံတို့ကအရင်ယူပြီးတော့လေ့ကျင့်တယ်ပေါ့နော်အဲ့တော့ဒီထင်ရှားဖြစ်နေတဲ့ယုံနာကိုသိနေတဲ့အချိန်တိုင်းဟာဒါတတိအားဖြစ်နေတာပေါ့အဲ့ဒါအလကားရတာမဟုတ်ဘူးဒါကိုလှုပ်လို့ကြိုးစားတဲ့ဝရိယပါလို့တတိယဖြစ်တယ်
ဟုတ်တယ်မဟုတ်လားအဲ့ဒီကြိုးစားမှုကဘာအားတော့ဝရိယအားအဲ့ဒီကြိုးစားမှုကအလကားဖြစ်တာမဟုတ်ဘူးနော်ဒီအလုပ်ကအလွန်တန်ဖိုးရှိတယ်ဒါကလွတ်မြောက်သွားစေလိမ့်မယ်ဒါကချမ်းသာစေလိမ့်မယ်ဒါဆင်းရဲကိုဖျက်ဆီးမဲ့အလုပ်နော်တန်တရားဆင်းရဲနဲ့ငရဲဆင်းရဲကိုတောင်ဖျက်ပစ်နိုင်တဲ့အလုပ်လို့ယုံကြည်တယ်တရားအားပေါ့နောက်ပြန်လေးသွားကြည့်တာနော်တတိယနေပြီးတော့ဝရိယနေတရားဟောတရားဝရိယတတိသူတို့အလုပ်လုပ်နေနောက်ယုံကြည်မှုကအခြေခံအကြောင်းတရားကြီးပဲယုံကြည်မှုနည်းရင်အလုပ်နည်းတယ်အလုပ်နည်းရင်တတိနည်းတယ်ယုံကြည်မှုကြီးရင်ဝရိယကြီးတယ်အလုပ်ကြီးတယ်အလုပ်ကြီးရင်တတိကြီးတယ်တတိကြီးရင်ဘာလာမလို့အကျိုးရလကတမာတိဟောတမာတိအားတက်လာတမာတိအားတက်လာပြီဆိုစိတ်ကငြိမ်ပြီဆိုလို့ရှိရင်တိတင်တိတိုက်တာကိုသူ့အလိုလျောက်တိလိမ့်မယ်တမာတိရှိတဲ့စိတ်ကတိလိမ့်မယ်ပညာကိုဘုံဘုံတို့ကတမာတိနဲ့ကင်းပြီးတော့ဖန်တီးလို့မရဟုတ်လားဒါကြောင့်မြတ်စွာဘုရားတမာတိတော်ဘိက္ခွေဘိက္ခုယထာဘုဒ္ဓမဇာနာတိနော်ဒီစကားလေးတွေကိုရိုးနေအောင်ကြားဖို့တဲ့နဲ့နော်တည်ငြိမ်သောစိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာနော်အမှန်တရားကိုသိလိမ့်မယ်လို့ဟောတာသစ္စာလေးပါးကိုသိလိမ့်မယ်ဆိုသည့်အထိဟောတာနော်ဖြစ်နေတာတွေအကောင်းမဟုတ်ဘူးဒုက္ခတွေပဲဆိုတဲ့အမြင်ထိရောက်သွားလိမ့်မယ်နော်ဒါတွေရဲ့ပုံမှာဖြစ်နေတဲ့လောဘကိုဖျက်တောက်နိုင်တဲ့အမြင်တွေထိရလိမ့်မယ်ဒီထိပြောထားတာဟုတ်လားအဲ့ဒါဘာတော့ပညာအားမဲ့ညာပုံညာအထွတ်အထိပ်ပေါ့နော်အဲ့ဒီပညာဘာရှိမှရမလို့တမာတိရှိမှရမယ်အဲ့ဒီတမာတိဘာရှိမှရမလို့တတိရှိမှရမယ်ဘာဖြစ်နေလဲအမြဲတမ်းသိနေကြည့်မှမြင်မှနော်အမြဲတမ်းကြည့်နေတစ်ချက်မဟုတ်တစ်ချက်မြင်လာလိမ့်မယ်ဘာလို့ဖို့တော့လို့တော့ကြည်နေဖို့လို့တယ်ဟုတ်လားကြည်ဖို့အတွက်ဘာငါလုံမယ်ဟဲအားဆိုင်မယ်ဝရိယဓာတ်လို့တယ်ဝရိယရှိဖို့ဘာလို့တော့တရားလို့တယ်အကုန်လုံးဆက်ဆက်နေနော်ခွန်အားကြီးဘယ်နှမျိုးတော့5မျိုးတရားတနားရီတောင်ပြည့်တော့မယ်နော်45မိနစ်လို့ဘုံဘုံမှန်းထားတာဟုတ်လားဒါပေမဲ့အကြောင်းအရာ2မျိုးပြောရတာဆိုတဲ့အခါကျတော့နော်လိပ်ပတ်လေယုံလေးလောက်တော့လဲပြောကျင်သေးတယ်ပေါ့ဟုတ်လားအဲ့ဒါဘာလဲဆိုတော့ခန္ဓာစစ်မြေပြင်မှာနော်ဒီဘူ5ပါးနဲ့ဟိုဘက်ကတတန်တရားလုံးကကိုယ်အနိုင်ယူလာတဲ့ဟုတ်လားကိုယ်အမြဲတမ်းလွှမ်းမိုးဖြည့်ဆည်းပြီးတော့နှိပ်စက်နေတဲ့လောဘဒေါသမောဟကိုဘာလို့တာတော့တိုက်တာပေါ့နော်အဲ့ဒါကိုနိုင်တဲ့အချိန်မှာဘုံဘုံတို့မှာအမျက်ဆုံးအောင်မြင်မှုရတယ်အဲ့ဒါကိုမနိုင်တဲ့အချိန်တိုင်းမှာဘုံဘုံတို့ဟာရှုံးနေတယ်အဲ့တော့ကိုကအရှုံးသမားလားအောင်မြင်မှုရတဲ့လူလားဆိုတာအချိန်တိုင်းမှာဘာဖြစ်နေတော့အဆုံးဖြတ်ပေးနေတယ်ဟုတ်လားသတိပဋ္ဌာန်တရားအားထုတ်နေတဲ့အချိန်မှာကိုကအောင်မြင်မှုရှိနေတယ်လို့သတိပဋ္ဌာန်တရားကင်းနေတဲ့အချိန်မှာကိုကဘာတော့အရှုံးသမားပဲသူသိပြနေရတွေကတော့နိုင်ရင်နိုင်မယ်ပေါ့ဒါပေမဲ့တကယ်အရေးပါတဲ့အောင်မြင်မှုတော့မရအောင်ဘာလို့ဆိုလောဘဒေါသလက်အောက်ပဲအမြဲတမ်းကြာနေလို့နော်အဲ့ဒါနဲ့တဆင့်ကာယကံမှုဝစီကံမှုလွန်ကျူးတာတွေများလာရင်သိသိသာသာရှုံးမယ်ပေါ့နော်အဲ့ဒါဆိုရင်နောက်ဘဝပျက်စီးပြီဆိုရင်ဟာအရှုံးစရာထွက်ပြီးတော့အပေလေးပုံသွားပြီးတော့အရှုံးကြီးရှုံးရတာမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်နော်အဲ့ဒီထိမြင်ရမယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားအေးတဲ့နော်အစွမ်းတတိရှိလို့လူတသန်းကိုနိုင်တယ်အဲ့ဒါချီးမွမ်းအပ်တဲ့မြတ်သောနိုင်ခြင်းမဟုတ်သေးဘူးနော်ကိုယ်တန်တမှာတတန်တရားလုံးကကိုယ်ကိုနှိပ်စက်လာတဲ့လွှမ်းမိုးဖြည့်ဆည်းလာတဲ့အုပ်ချုပ်လာတဲ့နော်ကိလေသာတရားတွေကိုအနိုင်ရမှအကောင်းဆုံးအနိုင်ရတယ်လို့ဆိုရမယ်လို့ပြောတာဟုတ်လားဒါကြားနာတဲ့နော်ဝိနည်းရတွေဟာတရားတို့တရားမြတ်တွေရရတယ်ဆိုတော့ဒီအကြောင်းအရာလေးကိုအဲ့လိုလေးအဆုံးသတ်ထားတယ်ဟုတ်လားအဲ့ဒါဘုန်းတို့ဒီကနေ့အကြောင်းအရာဘယ်နှမျိုးပြောတော့2မျိုးပဲနော်ကိုယ့်ရဲ့နှုတ်ကထွက်နေတဲ့စကားကိုနားထဲကိုရောက်လာတဲ့စကားဟုတ်လားအဲ့ဒီစကားတွေဟာမြတ်သလားရုပ်သလားဆိုတာကိုဘာကိုကြည့်ပြီးတော့ဆုံးဖြတ်မှာတော့စိတ်နှလုံးကိုလောင်ကျွမ်းနေတဲ့လောဘဒေါသမောဟမီးကိုညှိမ့်ပေးနိုင်သလားညှိမ့်မပေးနိုင်ဘူးလားဆိုတာကိုကြည့်ပြီးတော့ဆုံးဖြတ်ရမယ်ဟုတ်လားဒါကြောင့်ငြိမ်းအေးစေတဲ့စကားမျိုးပြောနိုင်ဖို့လိုတယ်ငြိမ်းအေးစေတဲ့စကားမျိုးကိုနားထောင်ခွင့်ရဖို့လိုတယ်နားထောင်နိုင်ဖို့လည်းလိုတယ်ပေါ့နော်ဒါတစ်ပိုင်းနောက်တစ်ပိုင်းကဘာတော့အောင်မြင်မှုအရှုံးအနိုင်ဟုတ်လားလောဘဒေါသမောဟဖြစ်ပြီးဟေးဆိုရင်ရှုံးပြီတတိမရှိတဲ့အချိန်နဲ့အရှုံးကြီးပဲတကယ်တမ်းကဒါလေးလေးနည်းနည်းပြောကြည့်တယ်နော်တတိမရှိတဲ့အချိန်နဲ့ဘာတော့အရှုံးပဲဟုတ်လားအဲ့ဒါကိုအခြေခံပြီးတော့အများကြီးအကုသိုလ်တွေဖြစ်နိုင်တယ်နော်အရှုံးကြီးတာနဲ့အရှုံးသေးတာပဲကွာမယ်ဟုတ်လားတတိရှိတဲ့အချိန်နဲ့ကတော့ဘာတော့အနိုင်နေကြီးပဲသေရရှိမလားစဉ်းစားဟုတ်လားအရှုံးနိုင်တော့ပြိုင်ပွဲတွေမှာတော့သေရရှိသေးတယ်လေဟောဘူးတွဲချန်ပီယံဆိုတော့ဟုတ်လားသေရရှိသေးတယ်လေဘောလုံးပွဲတွေမှာသေရကြတယ်အခုဒီမှာတော့သေရကမတွေ့ရဘူးနော်အရှုံးသို့မဟုတ်အနိုင်ပဲဟုတ်လားလောဘဒေါသမောဟဖြစ်ပြီးဆိုရင်တော့ရှုံးပြီပဲလောဘဒေါသမောဟမဖြစ်အောင်လုပ်နိုင်တယ်ဆိုရင်နိုင်ပြီပဲဒါအရေးပါတယ်ဟုတ်လားဒါကြောင့်စစ်မှန်တဲ့အောင်မြင်မှုဆိုတာအဲ့ဒါကိုပြောတာဟုတ်လားအဲ့ဒါဘုံဘုံတို့စကားနဲ့ပတ်သက်ပြီးတော့အယုတ်အမြတ်ဟုတ်လား
ပြီးတော့ဗါတော့အနိုင်အရှုံးနှမျိုးပြောပါနော်ဒါကြောင့်အကောင်းဆုံးစကားတွေကိုပြောနိုင်ကြတယ်နားထောင်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေဟုတ်လားကိုတနည်းအားဖြင့်ကိုယ့်ရဲ့ရန်သူအစ်စ်ကိုအနိုင်ရအောင်အောင်မြင်မှုရအောင်နော်တိုက်နိုင်ခိုက်နိုင်ကြတယ်နော်သူရဲကောင်းအစ်စ်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း